ချက်သေးကိုဝေးပြတယ်အချီတက်ကတူမှာအချောLove
လေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့
ဝလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထားတဲ့ကာကြီးကဒီလိုပွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအသွင်ပညာမလာသေးဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတော့လဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်လုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဘောဝလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုဝါလို့ဝိညိုအောင်ကအနန္တကြီးသူရှင်ပန်းအသွင်ပညာမလာသေးဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလှတွေဆုံးလင်းဆန်းဖြူလို့တော့တွေ့အော်ပရင်နေတော့လေပချိုင်ကြီးအထင်မှာနဲ့ယုံလိုက်တိုင်းလှလို့ချစ်တော်ရှင်ဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတက်လေးတင်ပဲ့ပြန်ဆုံးမှာသိပ်ပါမချမ်းအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှာမို့ကယူတင်ညွတ်ကျိုးရှိခိုးကတော့ပါဤဆရာဆိုတာနာတုံးလားစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးနာသူပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးလာသူပါအတက်လေးတင်ပဲ့ပြန်ဆုံးမှာသိပ်ပါမချမ်းဘေးရန်စီကတင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှာမို့ကယူတင်ညွတ်ကျိုးရှိခိုးကတော့ပါဤဆရာယူတင်ညွတ်ကျိုးရှိခိုးကတော့ပါဤဆရာယူတင်ညွတ်ကျိုးရှိခိုးကတော့လိုက်ပါသည်ဆရာအမှားတော့လုပ်ဖို့အစီအစဉ်မရှိဘူးခင်ဗျကျွန်တော်လည်းကြုံမပြောဘူးဒီရောက်မှလုပ်ပါဆိုတော့အစီအပြေလို့ကျွန်တော်လုပ်ပါမယ်ကျွန်တော်တို့ဒီဖိုက်ဆာဆရာရောဝေခန္ဓာစတဲ့ကေဘုံမျိုးအနည်းငယ်ပြောကြပါမယ်ကျွန်တော်တို့လွန်ခဲ့တဲ့2005ခုနှစ်တုန်းကပြောရရင်ကျွန်တော်တို့95ပြည်ကစပြီး
ပြီးတော့ဆရာတော်ဝဲလို့ကျွန်တော်တို့ရဲ့နောက်ကြတဲ့10နှစ်နောက်ကြတဲ့ဖွဲ့ရတာဆရာတော်ဝဲလို့နိုင်ပြီအဲ့တော့ဘာလို့မဟုတ်နိုင်ကြသေးလဲဆိုပြီးတော့ကျွန်တော်ဒီဝေးဆွေးမှာပေါ်ရင်းနဲ့ဘာလို့လုံးကြီးဆရာတော်ဝဲကိုကျွန်တော်တို့2005ခုနှစ်မှာတက္ကသိုလ်ဓမ္မယုံမှာပထမဆုံးကျင်းပနိုင်ခဲ့ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့ဆိုရင်တော့တောင်းစကားလည်းနေခဲ့ပြီးကျွန်တော်တို့ဗရဒာကြီးကလူအထိမ်းမှပြသွားပါပြီ။ဒါကတော့ကျွန်တော်တို့ဘိတ်ရှိပါတာကြောင့်ကျွန်တော်တို့အားလုံးဒီနေ့ကတော့18ကြိမ်မြောက်ကျွန်တော်တို့85ယူရတောင်းကြအောင်ရရဲ့ဆရာတော်ဝေခန္ဓာကျင်းပဖြစ်တာဖြစ်ပါတယ်။အနာစီယာရိုက်ဆရာမကြီးလည်းနေရာကြီးဖြစ်ပါတယ်။တောင်းကြအောင်ရတဲ့နေရာကြီးဖြစ်တဲ့အတွက်ဆရာကြီးဆရာမကြီးများကိုကြောရန်အကြံကြောပါမယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကျောင်းသားကျောင်းသူများတွေကနေပြီးတော့နှုတ်ခွန်းဆက်မှာစကားပြောကြပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါမယ်ပထမဆုံးဖိတ်ခေါ်မယ်ကျောင်းသားကတော့ကျွန်တော်တို့ဘက်ထဲမှာအသက်အရွယ်ဆုံးဖြစ်တဲ့ SC ကိုပုံမောင်မြင့်လောက်နေလဲဆိုတော့ကျွန်တော်အားလုံးက60နှစ်ပြည့်ပြီးတဲ့အချိန်မှာခုသူ60နှစ်မပြည့်သေးပါဘူးစင်ကာပူက SC ဆိုတာကျွန်တော်စင်ကာပူမှာနေလို့ SC လို့ပြောတာဖြစ်ပါတယ်တော့ပုံစံစကားပြောကြပေးပါရန်သိပါပါမယ်။ပြန်ပါရအောင်ကျွန်တော်ပြောပါရနော်ကျွန်တော်တို့ကတော့ဘွားစုပါဘွားစုနေဆိုတော့မြန်မာပြည်မှာလည်းလှုပ်လှုပ်ခဲ့တယ်စင်ကာပူမှာလည်းလှုပ်လှုပ်ခဲ့ရတာပေါ့စင်ကာပူမှာလှုပ်လှုပ်တော့လေကျွန်တော်တို့ကoperation ပေါ့လေတကယ်ဝေချာတဲ့ဘက်မှာကျွန်တော်ကလှုပ်ရပြင်မှန်းနိုင်တယ် pressure လည်းများပါတယ်ဟုတ်ကဲ့ရိုက်ချက်ပိုင်းများကိုကျွန်တော်တက်တော့ဝေဆောင်မှာတခါပဲကျွန်တော်ကတော့ကြုံရတာအပြန်ပြုတ်ခဲ့ပါဘူးဟုတ်ကဲ့အခုကတော့ကျွန်တော်ပြန်လာတာပေါ့ဗျာဒီခါတော့ကျွန်တော်တို့ရိုက်ချက်ပိုင်းရောကတော့ရတဲ့ငွေချင်းနဲ့တွေ့ရတယ်ဘယ်တော့ဝမ်းသာပါတယ်ညာရိုက်ချက်ပိုင်းများကိုအခုလိုချမ်းသာနဲ့တွေ့ရတဲ့ကြောင့်ကျွန်တော်အများကြီးဝမ်းသာပါတယ်ညာဒီများအလုံးတွေ့ရတော့တယ်အများကြီးဝမ်းသာပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီကဖိတ်ခေါ်တဲ့လူကတော့ကျွန်တော်တို့ကမျိုးသူများတွေကမကြသေးခင်မှာညီလာယူသွားတဲ့တော့သူ့ဝင်းမှာတော့ခွင့်ပြုတာပြောပြလိုက်တာဖိတ်ခေါ်ပါလေHello မင်္ဂလာပါရှင်ဆရာဆရာမကြီးကိုတော့ပါဆရာဆရာမကြီးကျမကတော့ပြီးခဲ့တဲ့လာတာပေါ့နော်သိစင်ကြပါရှင်ပြီးခဲ့တဲ့စတိုင်ကစိတ်ဆက်ဆက်ပြီးတော့အနေနဲ့ကြပါရှင်ကျမကတော့ရှေးအောင်ကြီးတွေနာမှာအလုပ်လုပ်ခဲ့လို့ပေါ့ဒီရနဲ့လုပ်တဲ့ပြီးတော့သူလည်းကျမလည်းအခုတော်တော်များများတော့ကျမတာဝန်ရမတက်နိုင်ပါဘူးရှင်ကျမရတဲ့လောက်တော့တက်ခဲ့တော့ဟိုပါပေါ့တက်ပါတယ်၄-၅ချိန်လောက်ပဲရှိတာကိုကိုဝင်းတို့လုပ်တဲ့အချိန်မှာပါခန္ဓာတက်နိုင်တာကျမတို့ကအမြဲတမ်းလုပ်တဲ့အချိန်ကဘတ်ဂျက်ပြတ်တဲ့အချိန်ဖြစ်တော့ကျမကဘတ်ဂျက်ကိုတောင်းယူရတဲ့နောက်လျှောက်ဖြစ်တဲ့ကြောင့်အဲ့ခန္ဓာမှာမတက်ပါကျမလည်းတော်တော်တန်ထင်းနေရမတက်နိုင်သူကစောက်လို့ရဘတ်ဂျက်ကင်တယ်လို့ကျမကလည်းဒီဘက်ကလည်းကျမတို့ခန္ဓာမှာဘတ်ဂျက်ကိုစောက်လို့ဒီတော့ဘတ်ဂျက်ဖြတ်တဲ့ရတဲ့ဆိုတော့ကျမတို့ကတက်နိုင်တယ်ကျမအခုတော့ဒီလွတ်လပ်သွားပြီးဖြစ်တဲ့အတွက်ကြောင့်ကြာတော့မနေ့ကတော့ဟိုပေါ့လေဒီလိုလာဖို့တဲ့ကျမဟိုအမြင်ကြီးအကူကြီးလေးထားလို့မှနဲ့ပြန်ကိုတက်လာတာပါရှင်နေပြီးတော့မှပဲအခုကျမကစက်နေပါသေးတယ်ဟာသိစိတ်နေရမယ်လေဟာအားလုံးသိစိတ်ပါတယ်
နောက်တစ်ယောက်ဖိတ်ခေါ်ပေးပါမယ်မမြင်အောင်ခေါင်းငုံနေတယ်ဦးစောမင်းနိုင်မကြသေးခင်ငါပါပဲကျွန်တော်တို့မနေ့ကတော့လူဘွားပေါ့ခုတော့လူဘွားတော့မပြောပါဘူးစိတ်သွားတိုင်းကိုပါတဲ့ဘွားကိုရောက်ရှိလာတဲ့ဦးစောမင်းနိုင်ဆယ်မြောင်းညွန်မူကြီးကျွန်တော်စကားပြောကြပေးပါရန်ဖိတ်ခေါ်ပါတယ်ဒါကျွန်တော်တို့ဖွဲ့ရရဲ့အသက်ငယ်ဆုံးဖွဲ့ရဖြစ်ပါတယ်ညာကြီးရဲ့ဆရာမများအားလုံးအလားတူပါပဲကျွန်တော်တို့ငယ်ရင်ပေါင်းနေနေကိုပေါ့လေကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတာကျွန်တော် live ဒီဌာနမှာ35နှစ်ကြာတော့ကျွန်တော်ဖြတ်သန်းခဲ့ရပါလေသူတို့လည်းပဲဆရာကိုယ်ဝဲတော်တော်များများတော့ကျွန်တော်လည်းဒါရောက်ပြီးတော့တက်ရောက်ပြီးတော့ကျွန်တော်တို့ဆရာမကြီးများကိုလည်းခါတော့ပြုနိုင်ခဲ့ပါတယ်ဒီမှာလည်းနေတဲ့အတွက်ကြောင့်ကျွန်တော်လည်းလာတာလည်းအဆင်ပြေတဲ့ချိန်နဲ့တိုက်ဆိုင်တဲ့ခါတိုင်းမှာကျွန်တော်တို့ဆရာတော်ဘွဲကိုဖြစ်ပါတယ်ဘယ်လိုပဲပြောဖို့ကျွန်တော်တို့နေ့အနေနဲ့ဒါ18ကြိမ်မြောက်ဒါကျွန်တော်တို့ဒါအခုဆောင်ရွက်တာဖြစ်ပါတယ်ဖြစ်တဲ့ဟာတဲ့ဒါကျွန်တော်တို့ဒီကိုမော်လွားများရဲ့ဒါစီစည်းညီမှုနဲ့ဒါဆောင်ရွက်တာပါတကယ်ဆိုကျွန်တော်တို့ကတက်ရောက်သူဆင်ပါပဲဒါနဲ့စီစဉ်တဲ့သူတွေဒါတော်တော်များများကဒီဟာကိုကမကထလုပ်ရတာကတော်တော်ပင်မမကြပါပါဒါတို့တော့ကျွန်တော်တို့ကဒီမှာလည်းရှိနေတာရဲ့ကျွန်တော်ကနေပြတာမန္တလေးဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိတဲ့သူတွေကဒီပွဲလေးဖြစ်မြောက်အောင်စီမံပေးတဲ့အတွက်ကောအလားတူပါပဲဒီပွဲကိုဖြစ်မြောက်အောင်တက်ရောက်ပြီးတဲ့ဆရာမကြီးများကိုတော့အားလုံးကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေကျေးဇူးတင်ပါတယ်အနာစီစဉ်ကဆရာကြီးဆရာမကြီးများကိုကတော့မှဖြစ်တဲ့အတွက်ပုံစံအတိုင်းပါပဲကျွန်တော်တို့မန္တလေးသိန်းစော်မှကြော်ကျိုးတိုင်ကြီးဆရာကြီးဆရာမကြီးများကိုကြော်ကြပါစို့ဗျာအနန္တဂိုင်းဝင်ကျေးဇူးရှင်ဆရာကြီးဆရာမကြီးများခင်ဗျာတပည့်များဖြစ်ကြသောကျွန်တော်ကျမတို့သည်ဆရာကြီးဆရာမကြီးတို့အပေါ်တွင်ကိုယ်နှုတ်နှလုံးသုံးပါးတို့တွင်တဘာဘာဖြင့်အပြည့်ဟူ၍ယူဆလောက်ဖွယ်ပြုမှုပြောဆိုကြည်ကြံမှုများရှိခဲ့ပါသောခွင့်လွှတ်ပါစီကြောင်းနှင့်ဆရာကြီးဆရာမကြီးတို့သင်ကြားပြသသို့ဆုံးမခဲ့ကြသည်အနန္တကျေးဇူးတရားများကိုအစဉ်နှလုံးသွင်းသတိရကြလျက်18ကြိမ်မြောက်ကျင်းပအပ်သောလက်ဆရာပူဇော်ပွဲကြီး၌ညီညာစုယုံလက်ဆရာထိတ်မှမိုး၍ကိုကြောကြပါသည်ဆရာကြီးဆရာမကြီးများခင်ဗျာခန္ဓာစီစဉ်ကဆရာကြီးဆရာမကြီးများကိုကတော့ပစ္စည်းပေးရသည့်စီစဉ်ဖြစ်ပါတယ်။အဝင်ရှိကျောင်းသားကျောင်းသူများလက်ရောက်ပြီးအပိပါယံဖိတ်ခေါ်ပါတယ်။
စာလာမရဘူး တို့လောက်ကြမဟုတ်ဒုမသိပါသွားရင်တော့ဒုမသိတို့မပါဘူးသိကြပါပြီနော်ကျွန်တော်တို့တော့じゃဆိုးနဲ့ထမင်းနဲ့မှားပါမှာဆိုလို့ပါခန္ဓာအစီအစဉ်ကဆရာကြီးဆရာမကြီးများမှဟောဝါဒစကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်ဆရာကြီးဆရာမကြီးများမှအစီအစဉ်တိုင်းဟောဝါဒစကားပြောကြားပေးပါရန်တင်ပြပါတယ် ဟုတ်ပါလေဗျာအဲ့လိုနော်ကျန်းကျန်းမာမာနဲ့ဆန်းချမ်းသာသာရှိကြပါလေနော်မိမိအကျိုးနိုင်ငံတော်အကျိုးသာသနာတော်အကျိုးတည်ဖို့လက်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များရှိကြပါစေလို့ပထမဦးဆုံးနော်ဆုပေးလိုပါတယ်အဲ့တော့ကျွန်တော်စပြောရမယ်လို့တော့မထင်ဘူးလေနော်အဲ့တော့စပြောပြီဒီမနေ့အဲ့ရထားရဲ့နော်ချက်ချင်းမထားဘူးနော်ဒီနေ့စောင့်ပြီးတော့မှဒီhalf minute နေပြီးတော့မှအဲ့ရကထားပါလို့နော်အဲ့အနေနဲ့ပြောကြားလိုပါပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒါကလေဖြတ်သွားနိုင်တဲ့အတွက်ပါနော်ဒီမန္တလေးမှာဆရာရဲ့တကယ်ကြီးများနော်အဲ့လိုပဲဒီမနေ့အဲ့ရထားမှာသူကတွေးလို့ငါတို့ကြည့်ပြီးတော့ဒီထားလိုက်တဲ့အခါမှာလေဖြတ်ပြီးတော့ဆုံးသွားတာတွေနော်မန္တလေးမှာ3ယောက်ကျွန်တော်တွေ့ခဲ့ဘူးပါလေနော်အဲ့ဒါကမနေ့ကအဲ့ရထားမှာနော်ရုံးမနေထားတဲ့အကျင့်ကိုတော့ဖြောက်ကြပါနော်နောက်ဒုတိယကတော့နော်ဒီကျွန်တော်အတွေ့အကြုံပေါ့လေနော်ဒီ Grand Hunter မှာဒီပေါ်ပြီးတော့ medical check up လုပ်တဲ့အခါကျတော့ကျွန်တော်တို့သူကဒီဟောဘောကန်သားရမှာတော့တော့ပြကြည့်ပါဆိုပြီးတော့ပြောလိုက်တဲ့အခါမှာဒီကန်သားရမှာသူတို့စိတ်ထုတ်ပြီးတော့တွေးကြောပိတ်သလားပိတ်တယ်ဆိုရင်အဲ့ဒီစိတ်ထုတ်ပြီးတော့စမ်းလိုက်တဲ့ဟာကဒီတွေးကြောထဲမှာလာပြီးတော့အယောင်နဲ့ပေါ်တယ်ပေါ့နော်အဲ့ဒီကန်သားရမှာတော့စားလိုက်တဲ့ခါကျတော့သူတို့ကဒီတွေးကြောထဲမှာမပိတ်ဘူးတွေးကြောရဲ့အပြင်ဘက်မှာရှိနေတဲ့အတက်ကလေးကြောင့်သူတို့အနေနဲ့မှားပြီးတော့ဆရာကိုဒီကန်သားရမှာလာစိတ်ခိုင်းလိုက်တာဖြစ်ပါလိမ့်မယ်ဟောဒီမှာကြည့်ပါနော်အပြစ်မှာမဟုတ်ပါဘူးဆိုတော့အဲ့ဒါအားကြောင့်လေHello.
အဲ့ဒီမှာဒီapple cider vinegar နော်ဆိုပြီးတော့အဲ့ဒါကကျွန်တော်ကိုယ့်ကိုဖြော်ပြီးတော့ယူဝင်းတို့လုပ်ပေးပြီးတော့နော်ဖြော်တော့တာဟာ3နှစ်လောက်ရှိပြီအဲ့ဒါရဲ့အကျိုးကျေးဇူးကြောင့်နော်တွေးကြောထဲမှာမပိတ်ဘူးနော်အဲ့ဒါကြောင့်ဒီ stem နဲ့ထည့်ဖို့မလိုဘူးထည့်အနေနဲ့ဒီတွေးကြောတွေက clear ဖြစ်နေပါပဲဆိုပြီးတော့ကျွန်တော်တရက်ထဲတညပဲအိပ်ပြီးတော့ဖိတ်နေရပါတယ်နော်အဲ့ဒါကဒီအခုဒီမျက်ဆုံးအုပ်ဆိုပြီးတော့အခုဒီခြေဝဆိုင်တွေမှာရောင်းနေပါတယ်နော်အဲ့ဒါလေးလေတောက်သုံးရင်းအဖြစ်နော်သွေးကြောပိတ်တာကိုကာကွယ်ကြပါလို့ဆရာအနေနဲ့မှကြားလိုပါတယ်တော့ကပဲ thank you မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ပြန်ပြီးတွေ့ရတော့ဝမ်းသာပါတယ်ကျွန်တော်85 batch ကတော့ကျွန်တော်နဲ့ပေါ့လေအရန်ဟိုရင်းနှီးတယ်ပေါ့နော်ရင်းနှီးတယ်ဆိုတော့မျက်နှာတွေတော့အကုန်လုံးကျွန်တော်မှတ်မိတယ်နာမည်နဲ့တော့တွဲပြီးတော့မခေါ်နိုင်ဘူးပေါ့နော်ကျွန်တော်ဟိုနာမည်ကိုမှတ်တတ်တဲ့ဉာဏ်ဟိုမှတ်ဉာဏ်ပေါ့လေ memory for names ပေါ့နော်အဲ့ဒါလည်းကျွန်တော်မကောင်းဘူးရဒီဟိုတခါတခါတော်ကိုရင်းနှီးပြီးသားသူကိုတောင်မှလေရုပ်နဲ့မမှတ်မိတာမျိုးဖြစ်တယ်ဖြစ်တတ်တယ်နော်အဲ့ဒီအတွက်ဝမ်းသာတယ်ကျွန်တော်ပြန်ပြီးတော့တွေ့ရတဲ့အတွက်လေနော်ဒီနေ့လာတဲ့အခါကျွန်တော်နောက်ကျတယ်လို့ပြောသွားတယ်။ဘာကြောင့်လဲဆိုတော့တကယ်ကြီးအဲ့လိုတော့မဟုတ်ဘူးဗျ။ကျွန်တော်ရည်ရွယ်ချက်ကလေသိရတာ4နာရီဖိတ်စာမှာကျွန်တော်ကြည့်လိုက်တော့4နာရီဗျ။4နာရီဆိုတော့ကျွန်တော်4နာရီရောက်ဖို့အတွက်3နာရီကျွန်တော်အိမ်ကထွက်မယ်ဆိုပြီးတော့ကျွန်တော် driver ဟောပေါ့လေလမ်းထဲမှာနေတဲ့ driver ဟောနော်။ driver ကိုကျွန်တော်ချိန်လိုက်တယ်။3နာရီချိန်လိုက်တယ်။3နာရီချိန်လိုက်ရင်ဒီတော့ကားကြက်ရင်3နာရီ45ပေါ့လေနောက်ကြဆုံးလောက်ကိုကျွန်တော်မှန်းလိုက်တာပေါ့နော်။အဲ့ဒီပြီးတော့ကိုစိုးရီတော်ကိုကျွန်တော်ဖုန်းဆက်တယ်ကိုစိုးရီတော်ကျွန်တော်ရ3နာရီထွက်မယ်4နာရီဆိုတော့ဒါ3နာရီခွဲ45လောက်ဆိုတော့ဒေါ်လာဝယ်ချက်မှာပဲဆိုပြီးတော့ကိုစိုးရီတော်နဲ့ကျွန်တော်တိုင်ပင်လိုက်တာပေါ့ကိုစိုးရီတော်ဟာဆရာသိစောနေလိမ့်မယ်နော်တဲ့ဟောဂျာကြီးမထိုင်ဆောင်နေရလိမ့်မယ်တဲ့9နာရီမှတကယ်စမှာတဲ့ဆရာကိုစိုးရီတော်ဒီနေ့တော့မတွေ့ဘူးဗျတွေ့လာမယ်ဆရာခံမိပြီနောက်ပုံးနေတယ်4နာရီခွဲလောက်ဆိုတော့တော်ရဲတယ်တဲ့ဒါနဲ့ကျွန်တော်က4နာရီခွဲဆိုတော့တက်ကြည့်လိုက်တော့3နာရီ45လောက်ဆိုရင်တော့ဖြစ်ရင်4ခွဲလောက်တော့ရောက်နိုင်တယ်ပေါ့လေအဲ့လိုတက်လိုက်တာတက်လိုက်ပြီးတော့ driver ကိုလည်းကျွန်တော်လည်းချိန်လိုက်တာပေါ့နော်အဲ့ကွက်တီပဲလာတယ်3နာရီ45ဒါပေမဲ့လမ်းမှာကားရှင်းတယ်ဗျကားရှင်းတော့အစိုးရရောက်တယ်ဟိုနားလောက်ကိုလေကဘာကြီးရှိကိုလေအဲ့ဘယ်လိုလုပ်ကြအောင်လဲအစိုးရဖြစ်နေပြီဆိုတော့အဲ့ driver ကကြားတယ်ဒီမှာဟိုကမုံမွေးဆိုတာရှိတယ်ဟုတ်လားကျွန်တော်ကမုံမွေးတစ်ခါမှလည်းမရဘူးပေါ့လေစီမံတော့သိတယ်ကျွန်တော်တစ်ခါတွေ့အဲ့ဒါကဘသူ့ဟုတ်ပြောခဏဝင်ကြည့်လိုက်အောင်အချိန်ကပုံနေတော့ဘာလို့မှမသိဘူးအဲ့ဒါကမုံမွေးဝင်ပြီးတော့ရှောက်တာပေါ့ရှောက်ကြည့်လိုက်တော့ကျွန်တော်စကြည့်ဝယ်လာတယ်ခုနကကမုံမွေးဆိုတော့ဆိုတာကအရှိကြီးကနောက်ဘက်ကလေကျွန်တော်တစ်ခါမှမရဘူးခုမှရောက်တယ်အဲ့ဒါနဲ့အဲ့ဒီပူတင်းရယ်ဟိုရယ်စကြည့်ရယ်ဝယ်ပြီးတော့လာတာပေါ့လာတော့ကွက်တီလောက်ပဲဆိုကျွန်တော်ကဘယ်တော့ရဲ့ဟိုဘက်ကလာမှာလားဟိုဘက်ကထားတယ်တို့တော့မှလည်းမသိဘူးအဲ့ဒါကသူတို့ရံလေကွာလို့အဲ့ဒီကလည်းဆွေးကြောက်ဝင်လို့ရောလေဆိုရင်နောက်ကျတယ်လို့ဖြစ်သွားတာပါနော်တကယ်တော့ intentionally မဟုတ်ပါဘူးနော်နောက်ကြောင့် also this is not my habit နော်ဒါကနောက်ကျတဲ့တုံးတယ်လို့သိရှိတယ်ဆိုတော့အဲ့ဒါ sorry ပဲနော်ကျွန်တော်စောင့်နေရတယ်ဆိုလို့ရှိရင်ပေါ့လေနောက်တစ်ခုပြောချင်တာကတော့85 batch ကိုကျွန်တော်ဘယ်လောက်ထိအလေးထားလဲဆိုရင်ဒီမှာကျွန်တော်နဲ့ဆယ်ဦးသိန်းနဲ့ဝက်လာတဲ့ကာကိုကြည့်လိုက်ပါနော်ဒီမှာ85 batch ဆိုတော့ရတာနော်အဲ့ဒါတမင်းကိုဒီဥစ္စာကြီးဝက်လာတယ်ဘာကြောင့်လဲဆိုတော့အပြင်မှာဆိုရင်ကံပေးမှာဆိုတော့၄တိုက်မလားမသိဘူး၄တိုက်ရင်အေးမယ်ပေါ့နော်အေးကြက်ကင်ဝက်မှာဖြစ်မယ်ဒါဆိုရင်ဘယ်ဟာကိုရေးလဲဆိုဒီဟာကိုတမင်းရေးလာတယ်နော်ဒီတိုက်ပါတယ်နော်အလေးထားပါတယ်တော့ပြောချင်တာပါနော်ဆိုတော့ဒါဟောပါအဲ့လိုပါသလားပြောတဲ့ဘောပါ
တကယ်တော့ဆယ်ဦးသိန်းနဲ့ပြောတဲ့ဥစ္စာအဲ့ဒါဟုတ်ပါတယ်မနေ့ကလေကျွန်တော်အဲ့အစိုးရနိုးနေတယ်တို့တော့ကျွန်တော် YouTube ကိုကျွန်တော်ဖွင့်ပြီးနားထောင်ကြည့်တော့လေအဲ့ဘုရားဆရာပြောတဲ့အတိုင်းအဲ့ဒီဟာတွေပါတယ်ကွာသိလားအဲ့ရကထိုက်ရင်တဲ့အဲ့ရကနိုးရင်ပေါ့လေဒီဘောတပြီးတော့စစ်စစ်တခါတည်းဟိုထပြီးတော့မရက်လိုက်နေတဲ့ရက်ပြီးတော့အိမ်သာသွားတာတော့ဘာလို့ပေါ့လေအဲ့ဒါမျိုးမလုပ်ရဘူးတဲ့နည်းနည်းလေးစောင့်ပါတဲ့ဟိုအဲ့ရထမယ်ဆိုလို့ရှိရင်မတက်မရက်လိုက်နေဘူးခဏလေးကတိကနေပြီးတော့ခြေတော့ကိုအသာလေးကြားပြီးတော့ဒါလေးစောင့်ပါတော့စောင့်ပြီးတော့မှတော်လေးကြာတော့မှအိမ်သာသွားကြည့်ရပါညာသွားလိုက်ပါတဲ့အဲ့ဒါဆုတ်ဆရာပြောတယ်သွားပြီးတော့တက်ဆက်ဆုတ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလည်းအရင်အရေးကြီးပါတယ်တဲ့ဆိုတော့သူတို့ကညသွားနေပြီအဲ့ဒါကိုမသိကြပါဘူးတဲ့နော်အဲ့ဒါလေးပြောကြပါလေနောက်တစ်ခုကဒီအသက်အရွယ်ရောက်ပြီဆိုရင်တော့ကျမ်းမာရေးအဓိကပါဗျာကျမ်းမာရေးယူသက်ကြပါနော်နောက်တစ်ခုဂျုံတိုက်တုံးကျွန်တော်ပြောပြချင်တာတစ်ခုရှိတယ်ဗျာကျမ်းမာရေးကတော့တခြားဆရာမတွေလည်းဆက်ပြောပါလိမ့်မယ်နော်ဂျုံတိုက်တုံးအဲ့ဒါတော့ဘယ်သူမှလည်းပြောမှာမဟုတ်ဘူးသူလည်းအမှန်တန်သူခံတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ထည့်ပြီးတော့ဟို information ပေးတဲ့သဘောပေါ့လေကျွန်တော်အတွက်ကလည်းအင်မတန်မှကြီးမားတဲ့အံ့ဩစရာတစ်ခုဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တက်ပြီးတော့ပြောတာဖြစ်ပါတယ်။ဘာလို့ဆိုတော့ဟိုလောက်ရှိပြီကျွန်တော်အိမ်ဆောက်နေတဲ့အချိန်က93ကိုဝင်ကြလောက်ပေါ့လေအဲ့ဒီမှာအေးပဲ furniture ကျွန်တော်သွားရှာတယ်တာမွေပါလေ furniture သွားရှာတယ်တာမွေကဟို furniture ဆိုင်တွေအများကြီးရှိတယ်လေသွားရှာနေတော့မှအဲ့ဒီဆိုင်လေးကိုဝင်သွားနေတော့မှဆိုင်အပြင်ကလူတွေကလေသူကသူဝိုင်းလို့ကြည့်နေရတယ်ဝိုင်းလို့ကြည့်နေရတယ်အပေါ်ကောင်းမောပြီးတော့ကြည့်နေရတယ်ဘာလို့များဒီလိုကြည့်နေလဲမသိဘူးဆိုပြီးတော့လေကျွန်တော်သိတယ်မှာတော်တန်းတော်ပေါ့လေဘာများပါလိမ့်မယ်ကျွန်တော်လည်းခဏလေးတော့နေလိုက်သေးတယ်တရားခဏလေးကြာတော့ကျွန်တော်လည်းထွက်ပြီးတော့လမ်းပေါ်ထွက်ပြီးတော့ကြည့်လိုက်တော့ကောင်းကင်မှာနော်အင်မတန်ထူးဆန်းအောင်ဝယ်ရတယ်သူကျွန်တော်တွေ့တယ်ကျွန်တော်တစ်သက်မှာတော့ဒါအော်စရာအကောင်းဆုံးပဲပေါ့လေဘာလဲဆိုတော့ယဟန်၅ပါးကဇန်နဲ့ကြွထားတော့ကျွန်တော်မျက်စိနဲ့တားရမြင်လိုက်ဟာကျွန်တော်ကအရင်ကအံ့ဩတာပေါ့နော်၅ပါးကစီးပြီးတော့လမ်းတွေပါလေဖြောက်တာမဟုတ်ဘူးငြိမ်လေးပဲရုပ်သေးကားတစ်ခုကိုကြည့်နေတယ်လို့ပဲဒီဘက်ကနေပြီးတော့ကျွန်တော်တာဝန်ဟိုဘက်ကဆိုပါခေါ်တယ်အရှိဘက်ကနေပြီးတော့အနောက်ဘက်ကိုစေကုန်းလမ်းနဲ့ပဲလဲတော့ပေါ့နော်အဲ့လိုကြီးပြီးတော့သွားတယ်ကြီးသွားနေတော့တော့နေနေမို့ဟဲ့လေးညလုံးနေနေအောင်ကြီးသွားတာမဟုတ်ကြီးပြီးတော့နောက်ဆုံးကြတော့တတိယသေးပါပြီးတော့ dot ကလေးကနေရပြီးတော့ကြောက်တော့နေနေတော့ပေါ့နော်ဆိုအဲ့ဥစ္စာကိုမြင်ရတယ်ဒါဇံပေါ့နော်ကျွန်တော်တို့ငယ်ငယ်တော့ကြားဖို့ဇံနဲ့ကြွတယ်ပါညာဆိုတော့တကယ်ရှိတာဗျကျွန်တော်ကိုယ်တော့တစ်ခါမှမယုံဘူးဒါတွေကဟိုဗုဒ္ဓဘာသာစာပေတွေပါဒီမှာတော့ရှိတာပေါ့လေဇံနဲ့ကြွတာလို့ပါလို့ဆိုတော့လေဒါပေမဲ့ကိုယ်မျက်စိနဲ့မမြင်ဘူးသေးတဲ့အတွက်အဲ့ဒါကိုကျွန်တော်တကယ်ရှိတယ်လို့သိတဲ့မှာမခံယူဘူးပေါ့လေသူကစာပေထဲမှာရှိတာပဲပေါ့ဒါမှမဟုတ်လေဟိုလွန်ခဲ့တဲ့ဟိုဗုဒ္ဓလက်ထက်တုန်းကရှိခဲ့တာဖြစ်ပါလိမ့်မယ်ပေါ့လေအဲ့လိုလဲပြင်နိုင်တာပေါ့နော်အခုကိုယ့်မျက်စိနဲ့ကိုတကယ်မြင်ရတဲ့အခါကျတော့သူတို့ကမှဓာတ်မျိုးလေးရှိပါလားကျတယ် law of physics ဆိုတာလုံးဝစိုက်ကြည့်ပြီးတော့သွားနေကြတာပေါ့နော်နျူတန်ရဲ့ law နဲ့လည်းမဆိုင်ဘူး Einstein ရဲ့ law နဲ့လည်းမဆိုင်ဘူး law of physics နဲ့ရှင်းပြလို့မရနိုင်ကြဘူးပေါ့နော်အဲ့ဒါဒီလူလောကမှာရှိတယ်ဆိုတော့ကိုမြင်လိုက်ရတဲ့နေ့မှာလူတယောက်ရဲ့ဒီခံယူချက်အတွေ့အကြုံယုံကြည်မှုစသဖြင့်ပေါ့အဲ့ဒီဥစ္စာအများကြီးမေဖို့ထုတ်ကြတယ်အများကြီးဖြစ်သွားတယ်နော်ကျွန်တော်ဟိုမျက်စိနဲ့မြင်ရတဲ့ယုံတတ်တဲ့လူမဟုတ်ဘူးလေသူနိုင်ငံခြားမှာပါညာနေရတဲ့လူဆိုတော့အဲ့ဒါမျိုးကျွန်တော်ပြောရင်တော့ဟုတ်လားပေါ့ဒီကတည်းကပြောရင်ဟုတ်လားပေါ့ဒီလောက်ဆိုပေါ့ကိုယ့်မျက်စိနဲ့မြင်လိုက်တဲ့အခါကျတော့ seeing is believing ဆိုတာလေအင်္ဂလိပ်နော်အဲ့လိုပေါ့နော်အဲ့ဒါရှိတယ်ဆိုတာကိုကျွန်တော်ထောက်တယ်ချပြတယ်ကိုယ့်မျက်စိနဲ့နေရပြီလို့ကျွန်တော်တကယ်နေခဲ့ရတယ်ကျွန်တော်ဒီညာမဲ့တူလည်းမဟုတ်ဘူးလေအကျိုးလည်းမရှိဘူးလေလို့လည်းပါအကျိုးမရှိဘူးဆိုတော့အဲ့ဒါတကယ်ရှိတယ်ဆိုတာကိုထောက်တယ်ချပြတာပေါ့နော်အဲ့ဒါကိုအတွက်တော့ကိုယ့်အောင်စဉ်းစားကြည့်ပါလေဒါလည်းနော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ပြောပြတာပါအခြားကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ကျွန်တော်ဆရာကြီးဆရာမတွေလည်းပြောပါလိမ့်မယ်အလုံးကိုကျမ်းမာရေးသိကျမ်းလာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုပြလိုက်ပါရနော်
သိရင်ဒီတော့ကြောက်ရတယ်သူတို့ရဲ့ဘယ်ဘက်မှာထဲတာမှားပါပြီခင်ဗျဟိုဒီကကျတော့ကြောက်ရပြီပဲဒီအခါကြီးတွေကကြောက်ဆုံးအားစကားပြောပါဟုတ်ဆိုတိတ်ပြောလိုက်တော့လည်းမရှိဘူးကိုယ်ကိုယ်လည်းပြောရတယ်လို့မဖြစ်ဘူးလေနော်ဒါလို့ခုနကတော့ခေါင်းကသိကောင်းတော့ပြောကိုခုံတူတူမိလိုက်တယ်ပြောပါလေသူရှားတဲ့ဒီကိရှားတိုင်းပြောပါလေဟာဒီကတော့မလွတ်တော့ကွာလေတဲ့ဒီတော့ကျွန်တော်ကြိုးပြောလိုက်တာတော့တော့လာကြည့်ပါလာဆိုင်ရဒီဒါကအဲ့တော့ဒီပြောခိုင်းအဲ့လိုအပြင်းတိုင်းရှောင်းတော့လေဒီကတော့ကိုတွေးတော့တယ်ဟာကျွန်တော်မေးတာသူကဘယ်နိုင်တော့ရှိတယ်တိုင်းရှိတယ်အားလုံးပြောခိုင်းရတယ်ဆိုတော့ဘယ်လိုတော့ဦးလို့ဒီနေ့ကြတဲ့ပတိပေါ်တက်လာတာပေါ့ဒါဆိုဒီကထိုင်ပြီးတဲ့အခါရာဦးသိန်းနဲ့လက်ဆက်ပြောအပြီးရရာဦးကြီးလာရပဲပြောပါပဲရာဦးကြီးလာရပြီးငါ့ကြီးလက်ကမ်းပါပဲအဲ့လိုပဲဒီဆရာဟောရတယ်မှန်သွားပြီဝင်လေးရတော့မဟုတ်ပါဘူးဒါပဲအဖြစ်ကလေးကိုသိကူးထားတဲ့အဖြစ်ကလေးတက်လာဖြစ်တယ်လို့ပြောပြတာဟုတ်ပြီကျွန်တော်ဒီစစ်စစ်ကအုပ်စုဆိုတာဒီကအမှန်တမ်းပြောလိုက်ပါပြီးတော့မလို့လက်ထဲကိုပြီးရောက်နေတာမလို့ပြောရတာမဟုတ်ဘူးနော်ဟုတ်ဒီတော့ရှင်းလာပါလေကျောင်းသားကိုဘယ်လိုကဒီရဲ့ကျောင်းသားဖြစ်ခင်ရတာသူ့ပဲစိတ်ထဲမှာသူထားကြတာစစ်စစ်ကအတုကဒီရဲ့ကျောင်းသားတွေထဲမှာအထင်ဆုံးတော့ပဲကျွန်တော်တို့ဒီကတော့တည်းကြောက်ချင်းလဲကြောက်တယ်မှာလက်ငယ်မှာပေါ့ခင်ရတဲ့အတွက်ဘာလို့ကျွန်တော်ဒုက္ခပေးခဲ့တာကျောင်းသားကိုခိုင်းနေတယ်ခိုင်းနေတယ်စာသင်ပေးတာဒီပိုင်းပဲကျောင်းဆရာကစာသင်ပေးအောင်ကျောင်းသားကိုအဲ့ဒါဒီပိုင်းပဲအမျိုးခိုင်းနေတယ်အခုဘယ်လောက်ထိခိုင်းလဲဆိုလက်ဖက်တောက်ချင်တာတော့ဟဲ့ကိုချမေတို့လာကြပါဦးလက်ဖက်လည်းလိုက်မှုသားမဟုတ်လက်ဖက်တောက်ဝင်ဒီဒုက္ခလေးကြိုက်တာကိုဖမ်းပြပြီးတော့ကိုယ့်ကိုမပြောဘူးခေါ်ပြီးတော့လက်ဖက်တိုင်းပုတ်ခိုင်းတာနော်အဲ့အတေဘူးကဆက်ကိုချမေတို့ကျွန်တော်တော်ကြောက်ပဲလာပြီလားမလာပြီလားဒီကုနာတော့မသိဘူးဟောအဲ့ရနေဘူးအခုတော့ကျွန်တော်စကိုင်းနက်ကဘုတ်ပြတ်သွားပြီအဲ့လိုက်ဝယ်ပေးတယ်မဟုတ်သူကကျွန်တော်မေးတယ်ဆက်ဘယ်ကောင်းရမှာလဲကျွန်တော်မသိဘူးလေကျွဲအားကုန်ပြီးကျွန်တော်မေးတာသူကလိုက်ချတယ်သင်္ကန်းကြီးတပတ်ပါညာအဲ့လိုပုံပြလေးနဲ့ခိုင်းတယ်နော်တန်တော်လိုက်သူပဲအဲ့လိုပဲရောက်ခိုင်းဒီခါလေးသူဒီပကောက်ကိုတဲ့ငါခေါ်အောင်လားဒီနေ့ဒီလိုပဲမလို့ကြာပြီဆိုတော့အာပမ်တိမအာမတိကျွန်တော်လည်းကြံလို့ဒီလမ်းခေါ်တစ်ခေတ်တော့ရကိုတဲ့တော်လည်းပါတယ်အဲ့ဒီချက်ခိုင်းတော့ကျွန်တော်တို့အထုံးနဲ့ကူဒါကကျွန်တော်နေရအင်းလို့ဖြစ်နေတော့ကိုရင်းပြီးပေါင်းလာပေါင်းတော့ပြောရင်လုံလန်းပြီငငယ်တွေကလေသူတို့ငငယ်တွေကနမနဲ့ပြောရသည်သတိရသူဖြစ်တော်လို့တကြီးမိတော့ပြောပါလေဆက်တော့ပါလေကျွန်တော်စပတ်ပါလေကျွန်တော်ထုတ်ထားတယ်တော့ခါတစ်ဆက်တော့ပြကြမှာကွာက300မရှိဘူးအဲ့ဒီအစားဒီဘက်ကကျောင်းကတော့အဲ့လိုလုပ်တာဟုတ်ဒီမှာတော်သမီးနဲ့ချင်းနေလားမသိပါဘူးပတ်သက်ငါအစားမရှိတော့တယ်အဲ့ရှိလေရှိတာကြီးကိုပတ်သက်တခုကြောင့်ပတ်သက်ရှိတာကြီးဆိုလေဟေးဒီတော့ဘာလဲဒီဝေးလေပတ်သက်မယ်
တယ်တော့လေဒီဘောလုံးကောင်းတယ်လို့ပြောတယ်တကယ်ဘောလုံးကောင်းနေတာမဟုတ်ဘူးအဲ့ဒီဘောလုံးကိုလက်လျှော့ရင်းနဲ့တပည့်ရုံနာကချက်အဝိုင်းမှာအဲ့ပပလဲပါဝတ်သားတူတူရောက်တယ်ကျန်တော့ဝတ်သားတူတူပတက်ကြိုက်တယ်အဲ့ဒါကိုရတာကိုကြီးကျတော့တရားကိုဆောက်ပြောတယ်ခွတ်လို့ပေါ့တိုက်လေအဲ့လိုသူရှိကိုသာကိုရှိသူသာဒီကကျေးဇူးရှိရတယ်အများကြီးရှိတယ်ကျွန်တော်လည်း3နှစ်လောက်ကသာဆောင်ရေးပြုပြီးဒီကအဓိကရွေးချက်ကကျွန်တော်သာသမီတွေပါကျွန်တော်ကျေးဇူးရှင်နေရဘယ်သူလဲဆိုတာသိနေရင်အဲ့လိုကျွန်တော်သိသူတို့ကြံရမှာကိုကြံပြီးတော့သူအဖေတကယ်ရင်းပဲသူတို့ပေါင်းကြမှာပဲလေကျွန်တော်သာသမီတွေကပေါ်ကြရောက်ရဲ့ဟိုသေးလို့ဒီဝင်းကိုလက်ပေါ်မှာကြည့်ရခဲ့တာအဲ့ဒီလူပြောင်းလို့ကျွန်တော်ကျေးဇူးရှင်နေဒီမှာပြောင်းလို့ကျေးဇူးရှင်ဆိုတဲ့ဆရာကြီးကရေးတယ်ရေးပြီးတော့ကျွန်တော်စောက်ထုတ်တယ်စောက်ပါရီအဲ့တော့ဒီတိုင်းကျေးဇူးရှင်အခုဒီတော့ပါတော့ကျုပ်ထားတဲ့ကြီးကဆရာကသိနေလို့မဝရစီရေးဆိုအဲ့ကျေးဇူးရှင်ကမှပါတယ်ဒီရလည်းပြောလိုက်ရောအဲ့ဒီမန္တလေးမှာတာဝန်ကြတော့ဆရာကပါမခကြောင့်အဲ့ဒီမှာကျွန်တော်ကိုညနေတိုင်းခမင်းကြွရတယ်ညနေကကျွန်တော်အဲ့တော့ကြားခဲ့နည်းနည်းနဲ့ကိုလာလုံးဟောဒီချက်တဲ့ခမင်းကိုစားခဲ့တာကျွန်တော်သူရဲ့မော်ရင်စီလို့ရှိရဟိုတခုအကောင့်တစ်ခုယူတာတခုပဲရှိတယ်ပါလေသိလားရတယ်ဘဂန်စီဒီပလိုပါရတယ်မိုင်းဒီပေရဲ့ကျွန်တော်စားပြီးတော့အားနာတော့နော်မိုင်းဒီဘဂန်စီပဲကလည်းကိုကိုစေးရပါပြီးပြီးတော့မဟုတ်သေးဘူးပုံသေးစီဒီပုံသေးဘူးလူစီရတယ်ကိုရီးယားသိချပြရတယ်ဟမ်စေးတော့ဘဂန်မကိုင်းနေမင်းလည်းကိုပြောင်းစေးရဆက်ပြရတဲ့ကြအဲ့ရစားတာပဲဆိုတော့ဒီကစေးပြီးပြောင်းပြီးဒီကကျင်းပြနေပြီဆိုတော့မှအခန်းကိုကြိုက်ပြီးတော့ဆက်ပြလို့ရေးလို့လုံးဘယ်တော့မှတော်မလဲစေးပြီးပကံကိုပုတ်ကြည့်လိုက်ကြည့်လို့ညီမတော့ဆိုတော့လေကျွန်တော်အဲ့ဒီပြတက်ပြီးတော့ကျွန်တော်စေးပြီးရဲ့ပကံကိုနောက်တဲ့စားပိုက်တွေရုံမိုးကြောင်းမရှိဘူးတေချာကိုပြန်နေတာအဲ့ကျတော့ဟိုဟာဘာကြီးရကလို့ပကစီဒီပလိုမာယူလိုက်ပြီဒီပလိုမာရရတယ်ဒီပလိုမာတကယ်ကျင်းချက်တချောင်းလုံးဒီလေကိုကလည်းချောင်းလုံးထွေးနေကြတယ်ဟိုဒီဆရာကြီးကရေးကျင်းရှိနေကျွန်တော်ဆရာဦးစီမောင်တို့လို့ဆိုကြားမမေးနိုင်တဲ့ကျေးဇူးရှင်တွေပဲဆရာကြီးထဲမှာနော်အဲ့လိုပဲဆရာတို့စစ်တရားပြုလို့လေကျွန်တော်မမေးနိုင်တဲ့အုပ်စုတွေဟောတော့သူတို့ရင်းနေတယ်နော်ဒါဆိုရင်မိဘလိုပဲတယောက်တွေ့တယောက်ပြောအကြံတောင်းအကူကြီးတောင်းအဲ့လိုနေခဲ့တာခင်ဗျားတို့ကြာကြပုသိပဲနော်ကိုယ်ကတယောက်လေငုံလုံးမျိုးပြောလိုက်သေးတယ်ကိုယ်စိတ်မင်းကိုဘယ်လိုပြောလဲကိုယ်စိတ်မင်းချက်မပြောဘူးပြောခဲ့တယ်အဲ့လိုကိုယ်ပြောရမှာလေအပန်းကြီးကိုပြောရဟာငါဆောက်ဒီလိုပြောရလားဆိုပြီးတော့စိတ်လည်းမဆိုးခဲ့ဘူးကျမရအမှန်ကြီးပဲအဲ့လိုကြီးကြီးတဲ့အုပ်စုဖြစ်တယ်အဲ့ဒါလေးကိုတော်တော်လေးပြန်တွေ့ရတယ်အများကြီးတွေ့ဝင်လာပါတယ်သိကိုဝင်လာပါတယ်နော်ကျွန်တော်တို့ခေါ်ကောင်းကြီးလို့ခေါ်ရဲဒါကနာမည်နဲ့မပြောတာက
ဒီတစ်ဖက်ပဲထားပဲခေါင်းကြီးတို့ခေါ်ရအောင်တော့ဒီခါလေးတွက်နေပါ30ဘယ်တော့လာပါလဲသူရအချက်လိုက်တဲ့တော့တိတ်တော့ပြောလိုက်ပဲဆွဲရမယ်အဲ့လိုဒါရတဲ့ဆိုင်တစ်ခုအကျဲတော့တစ်ခုတုံးစားနေကြတာအကျဲကပေါင်းပြင်းနေပြီးတော့တယောက်အထိတ်ခေါ်လည်းမရှိဘူးတို့မတန်ခင်းနေဘောလို့လာရလည်းဝင်သားတယ်တွေ့ရလည်းဝင်သားတယ်ဟုတ်ကျွန်တော်တချို့လည်းတော့ဆိုတော့လည်းပါတယ်တော့ဒီဆဲလည်းပါတယ်ကျွန်တော်စုစုပြီးတော့ဆရာလည်းပါတယ်အဲ့ဒီနဲ့ကျွန်တော်စုစုပြီးတော့ဒီမဆိုင်ကြတယ်ပြောတဲ့ဒီပြီးတော့လေဒီမဆိုင်ကြတယ်အဲ့ဒါကြောင့်မလို့သူတို့သိနေတဲ့အတွက်ဒီဆရာတော်ကိစ္စကိုတော်တော်ဆိုးရပြီးတယ်သိရစေကြည်တယ်ဟာဒါပြီးတော့တွေ့အောင်ပဲဘယ်ဝါတွေ့အောင်ပဲစိတ်ကဖြစ်နေတာအဲ့လိုဖြစ်နေတယ်အခုတွေ့တော့စိတ်တော့ပျော်ရကြည်နေတယ်ဝန်းတာတယ်နော်ဟုတ်ပြီမဟုတ်တဲ့ကိုเจ้าနေနဲ့ရှောက်ပြောနေတယ်အချိန်တော်ပုံသွားပြီဟုတ်ဒီကဆရာပြောတယ်လို့တော့ကိုကြီးအော်ရတဲ့ကားဆိုတော့အော်ရတာလည်းမပါပါဘူးအခုကြီးပြောတဲ့ထဲမှာတခုပြောချင်တာကျွန်တော်ဝတ်တဲ့80ဒီကစကုနေနေပြည့်ခဲ့တယ်ဘာဒိဋ္ဌာပြီးကိုကိုဘယ်ကျမရေးဆရာတို့ပြောတဲ့ကျမရေးတော်မကောင်းလာတော့မကောင်းလာဘူးဘယ်ကောင်းတာတစ်ခုပဲရှိတယ်ဒါတကယ်နဲ့တရားမကြောက်ဖြစ်သွားတယ်ဘာကြောင့်လဲတော့မသိဘူးတရားဟောဟိုငယ်တော့လို့မကြောက်ဘူးကြောက်ဒါပေမဲ့ခံစားမှာတော့ကြောက်တယ်တကယ်นี่ခံစားမှာတော့အဲ့ဒါကြောင့်မလို့ဟိုကျမကြီးတို့ကဆရာတို့ပြောလို့ကျမကြီးတော့ကူးဆက်ရပါအထူးကူးဆက်ရပါကျမကြီးတော့မပေါ့ဆက်ရတယ်အခုကျွန်တော်များကြည့်ပါလေကျွန်တော်ညာဘက်မှာဒီလေးဘူးလောင်လို့အနာဖြစ်တယ်ကြီးကျုပ်ဖြစ်တာအနည်း50ကျော်50ပြည့်ရှိပြီအဲ့တော့ဘာဖြစ်လဲအနာမဖြစ်ဘူးဒီနည်းနည်းကတော့ခံစားရတယ်လားနေတိုင်းခါတွေမှာပြည့်တဲ့ခါရှိချက်အဲ့ဒီမှာဒီညိုးလေးကဒီကြည့်တယ်အယိုးလေးပေါ်တယ်ပူလောင်လာပြီးတော့အဲ့ဒီစိတ်ထဲမှာဆွဲရတာကြီးငါဘယ်လိုဖြစ်ရမလဲငါဘယ်လိုဖြစ်ရမလဲအကောင်းကျွေးပြီအစိုးရတွေပြီးငါဘယ်လိုဖြစ်ရမလဲအဲ့ဒီနေ့ဘယ်လိုဒီစိတ်ဆင်းရဲတဲ့အချိန်များနေဒီနာကြောင့်အဲ့ဒီနေ့ကနေမှပျောက်သွားတယ်တကယ်တော့ကိုယ်လောက်ကပျောက်သွားတယ်အဲ့တော့ဒီကလည်းဒီရဲ့မဟုတ်တယ်လောက်လာလို့တော့အခုတို့ကလာတယ်ရောက်တော့ဒီဘယ်လည်းမသိတော့ပဲလို့မိမလည်းလို့ယောက်ျားလာကျင်လို့တယ်ဒီပလက်တစ်လေးစီးတော့လာတယ်ကိုယ်ရဲ့သဘောကျပြီးစီးတာအပြည့်လာတဲ့ခါကျတော့အဖောင်းပြီးတော့ခဏပေါက်ပြီးတော့ဒီဘက်ကြောက်ပြည့်ဘယ်ဒီမှာဒါတော့ခဏပေါက်ပြီးကိုယ်ကဖြစ်လို့ရမသိဘူးဟိုရက်ဆက်လောက်မှပြောတော့ဖြစ်သွားတယ်ကျမင်းနဲ့ပတ်သက်တဲ့ဒီရာဆိုင်တော့သူတို့ချက်ချင်းပမာနေရောဘာတွေရောဖြစ်ဖြစ်လို့ပြနေတာပဲကျွန်တော်ပဲကျမင်းဘူးမဆိုင်လို့လားဘာလားတော့ဒီဒါကြောင့်လို့ကျွန်တော်တို့မဖြစ်စေချင်လို့ကျမင်းရောဒီစိတ်ရတာမပေါ်နိုင်ကျမင်းရောမပေါ်နိုင်နော်တော့သူတွေစီးရုံရရှိနေရင်တော့အစားအသောက်တော့တော်ရှောင်းအစားအသောက်မှလည်းကျွန်တော်ဆန်ခါလာကျတော့ပချာဝူအဲ့ဒါ30လောက်ရှိနေတော့သူစီးရုံပြတာတစ်ခါမှစိတ်မတော့ဘူးအစားအသောက်နဲ့လိကျင်ခိုင်းနေရှောင်းတာရတယ်ဗျသူကျေတော့လို့မဖြစ်ဘူးသူကြည့်ကျင်းမှာတနေ့စောစောအဲ့တော့ကျမရဲ့ဒုစရိုက်စိတ်မတဆင်းရကောင်းတယ်ကိုက
တွေ့တယ်ဟောပြောရဲကျွန်တော်ပေါင်ထဲမှာတန်ရောက်ရှိတယ်ကျွန်တော်လက်ကကျိုးနေတယ်ဒီလိုလေကျွန်တော်ဒီမဆိုင်လို့တော့မဟုတ်ဆိုင်ပါပဲပုံဆိုင်တော့ရနော်ကျွန်တော်ရောစိတ်ကစိတ်ဆေးရဒီကနေ့မှစိတ်ဆေးရဖက်တဲ့စိတ်ကဖြစ်နေမကောင်းနေရမှာမကောင်းနော်တာလူကြီးတော့ကောင်းကောင်းမိမဘယ်တော့ကောင်းကောင်းဒါလေးတော့ပေါ့ပါပြောရမယ်ကျမ်းပိုင်မကောင်းရင်စိတ်ဆေးရကြတယ်ကြုံတယ်ဆိုရင်ဘယ်လေးတော့မပါလို့ဖြစ်အနည်းသားဘယ်တော့ကောင်းကောင်းဒီယောက်ျားလေးပဲကြည့်ပြီးတော့မိမဘယ်တော့ကောင်းကောင်းလို့ပြောပြီးတယ်ဒါလည်းပဲအခုတော့ဘယ်လိုက်လို့ပြောလိုက်ပဲယောက်ျားဘယ်တော့ကောင်းကောင်းကိုကျမကြီးမကောင်းရင်သူ့ရမကောင်းကြည့်လိုက်ကျမကြီးကိုယူဆိုင်ကြကျွန်တော်မသိဘူးသူတို့ယူဆိုင်ရမလဲတော့ကျောင်းကြီးကမေးပြီးယူဆိုင်ပြီးတော့ဟုတ်ပြီနော်အဲ့တော့သိရှိတော့ဘာမှမဟုတ်တဲ့စကားတွေတခုပဲပြောနေတာဘုရားဘာသာပြောဘုရားဘာသာစကားပြောလိုက်ပဲအခုသူနဲအောင်နေပြီးတော့လေကိုယ်စိတ်ကိုပြောင်းထားအခုသူတော့အနည်းဆုံးနေကျွန်တော်ပြောမကန်ပြောလိုက်ပဲအသက်ရှင်တဲ့ဖြစ်နေပြီဥပဒေတော့လောက်ဆောင်ဦးတယ်တရားထိုင်တာကျောင်းလည်းနေဒီမလားသူတိုက်ကြလို့သိခေါ်လို့တကယ်ကြီးကိုကြောက်လို့ဒီလက်တိုက်ပြီးတော့ဘုံယူရတယ်ဒီလိုဝဲရတယ်ဒါပထမဆုံးနဲ့နောက်ဆုံးသိဝတ်တာနော်အဲ့တော့တရားနာဦးတော့လမ်းပေးမှာတရားတွေပဲဟောနေတာပဲကျွန်တော်ကြောက်ကြောင်းနေတော့ကျွန်တော်ကတရားဟောတယ်တရားဝဲနေကြီးမနာဘူးဒီလိုအဲ့ကနေလေးကြားနေရတာလို့ရှိတယ်အဲ့လိုဘာသာရေးကိုမကိုက်ဆိုင်နေပြီပဲအခုပြောတဲ့စကားကလက်တွေ့ပြောမှာပြည့်ခံစားတာကိုပြည့်ခံစားတာကိုပြောမှာနော်စိတ်ထဲမှာမဟုတ်တာအခုဖြစ်တယ်ကားတော့ဒီလက်လျှော့ရင်းကနေပြီးတော့ပြည့်ရတယ်ဟာအခုသူဝိလိုက်တဲ့လူခရင်ကြတယ်လူအမေတို့ဘေးပြောဦးလေငါအဲ့လိုဖြစ်အောင်ကောင်းငါသာပြီးလည်းရှိတယ်သူပြီးတော့ဒီတော့စိတ်ထဲမှာအခုမင်းအောင်နေနေတာပေါ့ဆိုအခုမင်းအောင်နေရပေါ့ဒီကိုစိတ်ထဲမှာအချိန်တော်များများမကောင်းတာဘာလို့မဆိုတော့သူကမကောင်းတာမဆန်းရရဲ့နော်အဲ့ဒီအဖြစ်တစ်ခုတော့ပေါ့လေတောင်းတာဖြစ်နေကြတဲ့စိတ်ဆန္ဒကြောင့်နောက်တစ်ခုကစကိုင်းနဲ့ကြည့်တဲ့အခါဟိုအရှင်ဝိစိတ်ကသာရပြုနေတာဒီပိဋကကိုရောကြီးရဲ့ဘယ်တော့ဘုသဘောကျရင်နားထောင်တယ်မနေ့တိုင်း9နိုင်ခွဲတော့အဲ့နားတော့အဲ့မှာပြီးတော့တဲ့အခါဆရာမှာဆရာကြီးရဲ့သုံးဝစကားကိုဆရာကပါတယ်အဲ့မှာဆရာကြီးကပြောတယ်အဲ့မှာပြောတဲ့အခါအဲ့ဆရာကရေးထားတယ်ပေါ့ဘယ်သူပြောကိုမှမကောင်းဖြစ်ဖို့အတွက်စိတ်လည်းခုနဲ့ပစံနဲ့လည်းကောင်းမပြောနဲ့လက်တွေလည်းမလုပ်နဲ့ကျိုးခံစားမယ်ဆိုတာလက်တွေသိလိုက်ပဲဆိုရင်အဲ့ဒီဆရာကိုတွေ့တော့အဲ့ဒီအရေးကြောက်မလို့ကျွန်တော်အဲ့ဒီအခြေခံစားပြီးအရင်တော့ဆိုပါဆိုအဲ့ဒီအခြေခံစားပြီးတော့ဒုတိယကျွန်တော်လာကြိုင်တဲ့ကြောက်ကကြောက်တော့ဒီပြောနေပြီဒီလိုလုံးလိုက်ပဲစီကျွန်တော်ဘာဖြစ်စကားလဲဘာလုပ်ခဲ့ပြီလို့ဒီလိုပြေးလာတွေ့တော့ကိုဘုရားလောက်တာဒီကောင်းမှာမဟုတ်ပဲအော်ငါမကောင်းပဲသူဒီလိုတင်မှာတော့တင်မသေးငါခံမကောင်းပဲဒီလိုကျမှာပေါ့ကျမ်းသေးအဲ့လိုခွန်းလို့နိုင်တာခွန်းလို့နိုင်ရင်အခုတို့ဖြစ်ဖို့ဟာယူရှောင်းလာတယ်အဲ့ဒီတော့လေဒီတော့သူ့လိုဗျာကိုကောင်းမှုအတွက်
ဟာဖြစ်လာတယ်အလိုဖြစ်လာတယ်အလိုဖြစ်လာတယ်မစူတောင်းနဲ့ဖြစ်လာတယ်ဒါရီဖြစ်လာတယ်ကျွန်တော်အဲ့ဒါသိရတယ်အခုတို့နေအောင်နေလို့ကုသိုလ်တွေကပြည့်နေတာလားနော်အဲ့တော့ကျွန်တော်ဘယ်လောက်ထိယုံကြည်အခုကျွန်တော်ဒီမှာကျောင်းနေတဲ့ကျောင်းကလာမှာအိမ်နေဆောက်ကြတယ်ဘယ်ဒီလေတော့မွေးကိုခမောတဲ့လည်းဒီကိုခမောတဲ့ကြီးရပတ်တယ်ဆက်သုံးလို့နော်ရှူတဲ့ချမ်းသာရေးစားကအမေကဘေးကဘင်္ဂလားဆောင်ပေးလို့အခုမိမနဲ့အဲ့ဒီဘင်္ဂလားဆိုတော့လက်ဝဲရတယ်ကိုရောနေရဆိုင်လေးတွေကြက်တူငါကြက်တူလက်ဝဲရမလားအဲ့ဒီလက်ဝဲတာပြီးရေးရတော့လေးလောက်ရတယ်ဒီတဲ့ကိုလေးလောက်ကြီးဘူးကျွန်တော်ရဲ့စီးစိမ်ကအဲ့ဒီလေးလောက်တော့စားရတယ်အဲ့ဒီလေးလောက်စားတာခုတော့အခုရှောင်းရည်အခုတော့ပြောင်းနေရအခုတော့လာပါအဲ့ဒီဆောက်တယ်ဒီကတော့မဆိုင်ဘူးစိတ်ကူးတော့မကြည့်ဘူးအဲ့ဘက်တော့ဝင်လာဝေးဒီကအဲ့လိုကျွတ်ဖြစ်လာခဲ့တယ်ကြွားလိုက်ပဲတိုက်တော့ကြည့်ရတော့ဒီလိုကိုစိတ်ဝင်ကြောက်ရတယ်နောက်ဒီလိုနဲ့ဒီလိုဘုရားအရှိရဲ့အဲ့ဒီအေးရောင်းရောဒီလိုကိုကြောက်တာဒီကြောက်တာကောင်းတာဒီလိုကြီးကြီးကိုရောက်တယ်ရှင်းတော့တယ်အဲ့ဒီရှင်းတော့တယ်ကြောက်တာအခုရှင်းတော့တယ်ကတော့တယ်ပေါ့တော့ဒီဒါမှဒီနဲ့ရှင်းတော့ရဲမှုကြီးရတယ်။အော်ဘုံကြီးကောင်းလာနေပြီ။ဘုံကြီးပြည်ရကြီးဖြစ်နေပြီ။သူဖြတ်လိုက်တော့နော်အကောင်းကြီးဖြစ်တယ်။အခုတို့နေရတဲ့အကောင်းကြီးဖြစ်တယ်။သူ့လိုလိုဖြစ်တော့မချစ်တော့ဘဲနဲ့မယုံဆိုင်ကြီးအခုတို့နေအောင်နေဘယ်သူမှမကောင်းမလုပ်နဲ့မကောင်းမထင်နဲ့စိတ်ကောင်းထားလွယ်လေအခုတို့ရှိအောင်ပြရတာရတော့လွယ်တာပေါ့နော်ဘုရားအခုဟိုအခါနာဘူးလေရှင်းတော့ဩဝါဒစကားပြောပြီးနော်ဒီကိုချက်ပါရဲ့အားလုံးသိကြတယ်ဒီကြောင့်ပါဒီကြောင့်ဒီရဲ့ပြည့်တော့ဆက်ထားတဲ့တွေကဖမ်းမိတဲ့တွေကပဲအဲ့60ကျော်နေဟိုရတဲ့သင်္ကန်းစာလေးဆယ်ကျက်ရှိပါတယ်အဲ့ဒီဘောင်းစင်မဲ့ပြောကျေကျဲတာတွေကအဲ့ဒါသိလာတော့လို့ပြောတော့အဲ့ဒီမှာပမာလို့အရေးကြီးဆုံးကကျောင်းတော်ဒီစိုက်နေတာအဲ့ဒီနောက်တော့အကြီးကြီးတယ်ကျွန်တော်ဟိုနောက်ဒီဘာလို့လဲပြန်သွားရတယ်တော့ဒီမှာ Facebook ထဲမှာပြန်လိုက်ပါမယ်အသေးလေးလိုဖတ်လာတဲ့အခါမှာနော်ဒီပြည့်ကြတော့ဟိုအကြီးကြီးတာလက်စင်မှာကို့မှာရေးကြည့်တယ်တိုင်းပါလေနော်အဲ့တော့ဒီကိုယ့်ရဲ့အချင်းကိုဘောတော့အသုံးထားတာငါကြည့်တော့တိုင်းလို့ရေးထားတယ်ကြာနော်နော်အဲ့ဒီကတစ်ချက်ကတော့ဒီကိုယ့်ရဲ့ဟိုအပြည့်ဝဲဆိုတော့ silence ကိုပူပြီးဦးစားပေးပါတဲ့သိပြီပေါ့စကားလေးတော့ပြောပါတယ် silence ကပို့ကောက်ဒါလည်းအသေးစိတ်တွေဟာအများကြီးရှိပါတယ်အဲ့တော့ရေးထားပါပါဟုတ်နံပါတ်၄ချက်ကတော့ဟိုပါပေါ်ရဲဆိုတော့သူကဟိုပတ်ဖြစ်စီတဲ့လူတွေနဲ့ရှောင်းပါလူဝေးရှောင်းပါဟုတ်နံပါတ်၅ချက်ကတော့အသက်ရှင်ဆက်နေတဲ့ချိန်ပါတဲ့ရွေချက်နဲ့နေပါတဲ့ကိုနေကြတယ်ပဲဟိုလုပ်ပါလေနံပါတ်6ချက်ကတော့ကိုခုနေတဲ့လက်ရှိအခြေအနေလေးကိုယူပါဟုတ်လားအဲ့ဒီဟာနဲ့ပတ်သက်ရင်ဒါနဲ့ပတ်သက်ရင်ဒါကောင်းနေပါလေဒါကြောင့်ငါတို့ကျေးဇူးတွေကကောင်းနေတယ်ကိုယူပါတယ်မဟုတ်တာတွေမတွေးပါနဲ့ဟုတ်နံပါတ်7ကတော့နံပါတ်9ချက်ကတော့လို့ကိုယ့်ရဲ့ life ကို simplify simple ပြောင်းနေပါအဲ့လို simplify လုပ်ပါနံပါတ်7ကတော့ဟိုဘာဖြစ်လဲဆိုကိုယ့်ရဲ့
အသိဉာဏ်တူပေါ်လုပ်ပါဒါတော့စာရီဖတ်တာတော့ဆိုလိုတာပါနော်ဒါတော့လာရီဖတ်တာဆိုလိုတယ်နံပါတ်9ကတော့အမွေပေးတာလည်းယူသားပါဒါအမွေဝဲဖြစ်ပညာဝဲဖြစ်ဘယ်လိုဝဲဖြစ်အမွေပေးနေယူသားပါနံပါတ်10ကတော့မော်ရယ်ကိုယ့်ရဲ့မော်ရယ်ကိုတော့ဒီလိုပဲလုပ်ပါအဲ့ဒီအတိအကျချက်တွေကကျွန်တော်ကြည့်လိုက်ပါမယ်နည်းနည်းရှိတယ်အဲ့တော့ပြောရင်သိမသားတော့မှာပြောကျွန်တော်ပြောရင်လည်းအဲ့လောက်ပါပဲအဲ့10ချက်က60ကျော်တဲ့လူတွေသူကရေးကြည့်တာကျွန်တော်6ဖတ်ကြည့်တာပါဗျာ60ကျော်ရဲ့ဗျာဒီ65နှစ်ကျော်တော့ဘယ်လိုလဲ90ကျော်ဘယ်လိုလဲ95နဲ့80လို့90လို့လည်းသူတို့ဘာလဲစာရေးကြည့်ရဗျာအမေဒါတော့ခဲတော့60ကျော်နေဆိုတော့60ကျော်တဲ့ဟာဒီချက်လေးတွေပြောပြတာအားလုံးကြည့်ပါအားလုံးလည်းပါ1985 project ကအနည်းပေးစေဒီနေ့ပြည်တယ်ဒီမှာစီကမောင်တွေ60ဒီဆက်ကြတယ်ဒီတော့ဒီမှာပြောဒီစစ်တယ်တော့စစ်တယ်တော့စစ်တယ်မျိုးကဘာလဲကားတယ်အဲ့ဒါကြောင့်မှာဘာလို့လဲဒီတော့ဒီကိစ္စကလည်းတကယ်ပြန်ထွက်လာကျင်းနေ6လကလည်းပိုကောင်းတယ်ကိုယ်ကလည်း experience နော်အဲ့ဒါဆိုရင်ဒီကကိုရသိစားတယ်ပြီးတော့နော်ဟိုမှာဒီလိုပြရတယ်ဒီလိုစက်တင်တော့တယ်စက်တင်တော့အနည်းစိတ်ပဲရှိတယ်ကျင်းနေတယ်တော့အဲ့တော့ဒီရမှာဒီနေ့တော့တော့ပြီးတော့20တော့ခံအဲ့ဒီတော့တော့စေးတဲ့ကပိုကောင်းတယ်အချင်းနဲ့မာစတာနားလာဒီမှာပကုံးနားလာဒီကောင်းနားလာနော်ဒီနေ့ဆိုတော့နန်းချတ်တယ်အဲ့လိုမျိုးပြောဒီမှာဒီနာမည်ကတာရီတော့ရတယ်ဒီမှာဆက်ပြီးတော့အဲ့ဒီချင်းချင်းကြားလိုက်တာဘတ်ဆက်ကြားလိုက်ဒီမှာတင်းနေကြတော့တာအဲ့ဒီကြောင့်ပြန်ပေါင်းတော့ခုကျတင်းနေပုံတော့အဲ့အတွေ့အကြုံနောက်ကယောက်ျားလေးကျတော့ positive နော် positive ကျွန်တော်ငညွှန်းတော့တယ်အဲ့ဒီကတော့တယ်ပြတ်ချပြဆရာဦးသိန်းကဆိုရဆိုအဲ့ရမျိုးပြထားလိုက်တဲ့ဘောင်းကြီးဟိုနေ့လေထိုင်ပြီးမှဒီရကြပြတ်ချနေကြတွေးတော့မှဆိုရအဲ့ဒါ positive ကတော့ကောင်းတယ်အဲ့ဒါမျိုးတွေ့လာတယ်ဒါဘာလို့လဲစဉ်းစားလို့ဟုတ်တယ်လို့ကန်ဆက်တဲ့ဒီလာအချိန်ကြီးပြီးနော်စိတ်ကြီးကြတာလို့ဒီတောင်းတဲ့အများရှိတယ်အဲဒီကျမ်းစာကိုတန်းတယ်လို့ပြောတာအဲဒီစိတ်ကြီးရတယ်မင်းရောအဲ့လိုတွေ့ရတာအာယုဘောကောင်းတယ်ကိုယ်ကြောင့်စိတ်ချပြည့်စုံလာတာပဲနော်အဲ့တော့သူတွေးရတာဘာလဲဆိုရင်အဲ့လိုကိုကျွန်တော်ရဲ့ဆန္ဒကိုတိုးပြအဲ့ဒါအလုံးကိုကြားမှသိနေတယ်စိတ်ချမ်းသာနေခြင်းတဲ့ကိုတိုးပြနော်အဲ့ဒါစိတ်ချမ်းသာအောင်ကြားမှအောင်ဆိုကိုယ့်ကိုလုပ်မှာပဲရသူတွေးလိုက်နေရတယ်နော်အဲ့ဒါကြောင့်နော်အဲ့လိုတို့ရတာလူကြီးတွေပေါ်ပြအောင်ရပါတယ်ကိုယ်ဘယ်လိုမှမပြီးဒုက္ခပေးမဲ့သူများနဲ့တွေ့ရအောင်ရပါလေမတတော့ပါဒီနေ့ဟောဘူးရဆက်ဆက်အားလို့ဒီဆက်ဆက်အားလို့ဝေးရရရဲ့ညာရဲ့ဒီဆိုတော့ကိုယ်တိုင်တရားကိုဖိတ်ကြားရတဲ့အတွက်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလိုတရားနိုင်တဲ့အတွက်လည်းဆရာဆရာမတွေကျောင်းသားတွေကိုဒီလိုရပါတယ်တော့အရင်ထောက်ဖို့ရတော့2019နှစ်ပြည်ပကမှာတော့တရားပြီးတော့ကြားရမှာဒီကဒီပြည်ရတာဖြစ်ပါတယ်တော့ဆရာဦးဆရာမပြောတော့တယ်ရှိုးလက်ရှိတဲ့ဒီတော့လက်ရှိတဲ့မှာဒီနည်းနည်းတော့သူတို့လည်းတက်ရှိစရာများနေတယ်တော့လည်းပြန်တွေ့ကြည့်တယ်ဘယ်လိုရောက်
ချောင်းတော်မှာအနိုင်နိုင်ပဲခေါ်တော့ဘာလို့လဲဆိုတော့ချောင်းပဲတော့ကျွန်တော်လည်းအကြေးများတော့သွားခြင်းတယ်ကျွန်တော်ချစ်တယ်တော့အဲ့တော့လည်းရှင်းတာပေါ့ပြန်တော့အဲ့တော့အဲ့ဒီရိုက်ပေါ့တော့တော့ဒီရဒီခေါ်ပြီးတော့ကျွန်တော်တော့ဒီတရားပေါ်မှာတော့ဒီရတော့နောက်ဆုံးဖြစ်တဲ့ဒီနေ့တပည့်အားလုံးကိုပြေဆိုတာတော့ပဲသူရရဲ့ဝယ်ပြပါရဲ့နော်အဲ့တော့ဆရာလည်းသူ့ကြောင်းကိုကြောင်းလို့ကျွန်တော်လည်းကြောင်းပြောအောင်တိတ်တော့ရှိပါအောင်လူရင်းနဲ့သူရှိပါအောင်အဲ့တော့ကျွန်တော်ခင်မင်းရင်းနှီးတဲ့တပည့်တွေအားမိကြတယ်သူဆရာဘာလုပ်နေလဲသူတို့မိတွေကတော့ကျွန်တော်ပြောတာအချက်သုံးချက်စဉ်းစားပြီးပထမရှိကတော့ပါလေဆိုတော့အင်ဂျင်နီယာလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာကျွန်တော်အသက်90ရှိပြီကျွန်တော်အင်ဂျင်နီယာပတ်သက်တဲ့လုပ်ငန်းကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒါကျွန်တော်ဘာလို့အနည်းနဲ့အားဒီမှာတောင်းနေတာလဲကျွန်တော်လုပ်ပြီးတော့အင်ဂျင်နီယာမှာလုပ်နေတယ်နော်အနည်းနဲ့ကတော့ဒီလိုမှာဒီလိုကိုပြီးမှာကျွန်တော်မမအင်ဂျင်နီယာကိုအလဲတာတန်းသွားအင်ဂျင်နီယာလည်းကျွန်တော်လုပ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်မကြားပါပြီးတော့ကိုယ်နဲ့ရှင်းနေတော့ကျွန်တော်လုပ်ငန်းလူဆောင်ပြီးလုပ်ခဲ့ပါအဲဒီနောက်ကျွန်တော်အင်ဂျင်နီယာလုပ်ငန်းနဲ့ကျွန်တော်အဆက်တက်ခဲ့ပါအဲတော့အဆက်တက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်အခုဆိုရင်မဖြစ်နေတယ်ဆိုတော့ဘာခေါ်လဲကျွန်တော်တို့တိုင်ကြီးတက်နေတဲ့ဓာကြီးတုံးနေတဲ့ဓာကြီးလိုဖြစ်နေတယ်ဘာမှကျွန်တော်အင်ဂျင်နီယာအကြောင်းနဲ့မလုပ်သိပြီးတော့မသိတော့အသေးရအောင်တော့ကျွန်တော်မသိတာလည်းပါသွားသေးတယ်အဲ့တော့ဒီမဲ့အခုလည်းကျွန်တော်ထူးခြားတာတစ်ချက်ကတော့ဒီသက်ရှိဆိုဒီပါရှိတဲ့အင်ဂျင်နီယာကြီးကို CPD သင်တန်းအတွက် CPD ဘာလဲနာဝရရောက်တဲ့တက်ဖို့ကျွန်တော်ရှိပါမကြာခဏပို့ပြီးနေပါတယ်ကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်ဒီလိုက်စင်နဲ့ကျွန်တော်တရားမတိုးလိုက်ကြပြီနေပေါင်းပုံလေးနဲ့တော့ရှိပြီးတော့ဒီမှာလေအဲ့တော့တခါတော့စဉ်းစားပြီးတော့ဒါဆိုရင်လည်း once you always be solution always be များဖြစ်နေတော့မပြောရဘူးလေအဲ့တော့အခုကတော့မတက်တော့သူတို့ပြောရတယ်အဲ့တော့ကျွန်တော်အဲ့ဒီမှာကျွန်တော်ပြောကြတယ်ပေါ့ဗျာအသေးနဲ့ဆိုင်တော့နည်းနည်းနုပြတယ်ပေါ့အဲ့တော့တောင်းတပြောက်ကသွားပြီးပြောပြီးတော့ပြောတယ်ဆိုရင်ဒီလူကဘာမှမလုပ်တဲ့လူပဲတော့နုပြတာပေါ့ဆိုပြီးတော့ပြောပြီးတော့ကျွန်တော်သူ့တော့ခါတော့ရခုတော့လည်းလုပ်ပြရကျွန်တော်ကခုနကကျွန်တော်ပြောရတယ်ဆိုတော့တောင်းဆရာဆိုပြီးကျွန်တော်မှအင်ဂျင်နီယာဆိုပြီးတော့မှအင်ဂျင်နီယာလုပ်တယ်ဒါတွေအားလုံးကကျွန်တော်ဝင်လာပဲကျွန်တော်လည်းလုပ်ထားတယ်ကျွန်တော်အဖွဲ့အစည်းတွေorganization နဲ့နိုင်ငံတော်အတွက်ဆိုတာလည်းကျွန်တော်ဘာမှမလုပ်ခဲ့တော့အဲဒီလိုဟာမျိုးတွေကိုကျွန်တော်တို့အလုပ်လုပ်ပါမယ်ကျွန်တော်လုပ်တာပြည့်နေပါမယ်မနက်မှကျွန်တော်လည်းပတ်သက်တဲ့ချက်ကူပါနောက်တော့ကျွန်တော်ဘာလုပ်နေလဲဆိုရင်ကျွန်တော်မှရောဘူးကြည့်တာ Facebook ကိုရေးတာတော်တော်များအဆက်မပြတ်ရေးတာအားလုံးသိကြပါသေးတယ်ရေးတာကျွန်တော်ပုံကိုရေးရရေးတာပေါ့သို့တော်လည်းပဲဘာဖြစ်တယ်ဆိုတော့ခါလေးပုံကိုလူတွေဟောတာကျွန်တော်စိတ်ထဲမှာလုပ်ပုံကဲစိတ်ထဲမှာဝင်မကြတဲ့ခါမှာကျွန်တော်နည်းနည်းတိလို့မတိလို့ပဲကျွန်တော်ရေးတဲ့ခါကျတော့စူးလေးလိုပေါ့ဗျာစူးလေးတော့တဲ့ခါမှာဘုံကြီးစီနေတယ်ဆိုတော့သူတိုက်တယ်လို့လည်းရှိမယ်မတိုက်တယ်လို့လည်းရှိမယ်သို့တော်ကျွန်တော်ပုံပြီးကြမဟုတ်ပါဘူးကျွန်တော်ရေးတာပါနော်ဒါကျွန်တော်ဒုတိယအလုပ်နောက်ဆုံးတတိယအလုပ်ကပါလဲဆိုရင်ကျွန်တော်အခုဆောင်ဝဲဖြေဖို့လေးအောင်ကျွန်တော်လေ့ကျင့်နေပါတယ်။ဘာလဲဆိုခင်ဗျားတို့လည်းဖြေရမယ်ကျွန်တော်လည်းဖြေရမယ်ဒီမှာရှိတဲ့လူအားလုံးကဘောမှာတော့ဆောင်ဝဲတော့ဖြေရမှာပဲဟုတ်တယ်နော်။အဲဒီဘောဆောင်မှုမှာတချို့လူတွေတော့ဗျာအောင်တော့မှာပေါ့သူတို့ကစာတီးလာပို့လို့ပေါ့ကျွန်တော်အဲ့တော့ဆောင်မကြည့်ဘူးဗျာမကြည့်သေးတော့ကျွန်တော်ကဆောင်ဝဲချက်ကိုဆွဲဆန်နေအောင်ဒီလေးပေါ့ဝဲဝါလေးပေါ့ဝဲအဲ့ဒါလည်းနည်းနည်းပို့စီအောင်တော့နည်းနည်းသူတို့တော့ဆောင်ဝဲတင်ပြီးတော့ကျွန်တော်ဆက်လိုက်တယ်ပေါ့ဗျာဆက်လိုက်တဲ့အတွက်ကျွန်တော်ဘာလုပ်လို့ရလဲစာချက်စီနေပို့ရစာချက်စီပို့ရပြီးတော့ဒီဆောင်ဝဲမှာဆ
ပြောရင်တော့ကျွန်တော်တို့တောင်းပါဘွားကျွန်တော်တို့တောင်းပါဘွားကိုဝတိလောက်တာကဒီနေ့ရင်းလို့ဒါနဲ့ဒီတောင်းတာကျွန်တော်တို့ရှုံးနေအချိန်မောင်းများတော့ပြီးတော့ပြင်းနေရပါဘာလို့လဲအများကြီးဖြစ်နေရကျွန်တော်တို့တကယ်လို့သာကျွန်တော်တို့ကစာတက်တယ်လို့ကျွန်တော်တို့ကစာတက်တယ်လို့အောင်မြင်တော့အောင်ကြီးအောင်ကြီးတော့ကျွန်တော်တို့ကနည်းနည်းမခံရသေးတယ်ဘာလို့လဲပဲဘာလို့လဲတော့ပြင်းနေအောင်ပါမယ်အကြည့်ရဘုံဘူးတွေပါတော့လက်တယ်တော့ဒီဒီတော့တော့ပြီးတော့တော့ကျွန်တော်ဆိုနေတာတော့ကျွန်တော်တို့အဲ့ဒါရပါပြီတော့ဆောင်းဝဲမှာတော့ကောင်းကောင်းပြင်နေအောင်ကြိုးစားကြအောင်။ကျောင်းသားဘဝကတော့ကျွန်တော်ဆောင်းဝဲအောင်ကြိုးစားဆိုတဲ့မဟုတ်ရင်တော့ပုံစံပုံမှာပဲကျွန်တော်တို့ကောင်းကောင်းပြင်နေအောင်ကြိုးစားပါကျွန်တော်လည်းအခုတည်းကစာကြတယ်လို့ပြောတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြောပါမယ်။ကိုယ်တဲ့အားလုံးကိုဝိုင်းတာပါပဲနောက်တော့ကဒီနေ့40လေရွှေပေါ်ပေါ့အများကြီးဖြစ်တယ်နော်အများကြီးဖြစ်လာတယ်ဆိုတော့ဒီ40တော့ရန်နေစပြီးတော့နောက်10နှစ်ဆိုရင်ရွှေခုပေါ့နော်အဲ့ရွှေခုမှလည်းဒီလိုအားလုံးစုံကျန်းနိုင်တယ်ကျန်းမာရေးဆက်တာပါနော်အဲ့ဒါကြီးပါအဲ့ဒီကျန်းမာရေးဒီလိုဆိုတော့ဒီလိုကဒီစေတောက်တာတော့ဘာလို့ကတော့နားတော့ဘာလို့ဒီဝိုင်းတော့ကိုယ့်ရဲ့ဒီဦးကြီးတို့ healthy lifestyle ပေါ့အဲ့လိုနေရာလေးတော့စားတော့တွေပါလေစားပြီးတော့မှစေးတော့မယ်ဒီလိုလုပ်လို့မရဘူးပေါ့ကျွန်တော်ကိုမှလက်ချာတွေပါတက်နေလို့ဆိုရင်ညနေပါလေစော့ပါစီပါလေကိုလက်စောတွေပါများနေတယ်ဆိုရင်ကိုလက်စောရှိရအောင်စားရပေါ့ဒါမျိုးသက်နိုင်အောင်စားရပေါ့အဲ့လိုမျိုးစီးရမှာတော့နောက်တစ်ခုကပေါ့အားလုံးဒီတဲ့ထောင်းနေလို့ဒီတက်တော့လို့ပြောလုံးတဲ့အခါမှာခြေခံပေါ့ဗျာရေရှာတိုင်းလေတော့ ECG လိုက်လေတော့ဒီမူလေးတွေရိုက်လို့ရတယ်တော့အာကာဆောင်အာကာဆောင်ရတယ်အာကာဆောင်ရဲ့တော့ရပေါ်ရဒီရှိတာအဲ့ဒီကလေးကဝင်ပြအဲ့မှာကျွန်တော်လည်းဘာတော့ကဒီအာကာဆောင်ရဲ့လို့ရှိရင်ကျွန်တော်တက်ပြီးပါပို့ပြဒါကိုရှာဝရီယာကိုဒီမဆက်ငါတို့ဒီကြည့်တယ်အဲ့ပက်စီကလက်ဆုံးတယ်ဆိုတော့အဲ့ဒါက grower မှာ90ရာ60ရာပြည့်တယ်ပြည့်တယ်အဲ့လိုတို့တဲ့နိုင်ငံတွေပို့ဆိုးတယ်ဆိုတော့ညာဘယ်လိုဖြစ်လဲဆိုတို့ကြောင့်အေကူဟောတောက်လို့နိုင်တောက်နေတယ်တို့ကြောင့်အေကူဟောတောက်နေတယ်ဆိုတော့ဘာကြောင့်ဖြစ်လဲဆိုpressure နဲ့ထင်ရ pressure ရမ်းတယ်လို့ဟုတ်တယ်ဒီလိုဆွဲတဲ့ pressure ရှိတယ်နောက်တစ်ခါရှဲနဲ့ပတ်သက်တဲ့မကွေးပါဆရာ activity ကိုစီရောလည်းစီရောကုလို့ဘူးရောသိမရှိဘူးဒါပေမဲ့စီမပြောင်းလို့စီရတယ်ဒီရောဒီရောစီလိုက်လို့ရှိရင်ဒီမှာစီလိုက်လို့ negative လို့ရှိရင်ကိုအောင်လေးပဲပို့လိုက်ဖြစ်တယ်စီရောတွေးလာတယ်ဘာဖြစ်လဲအဲ့ဒီစီရပူးဆက်နေရတော့ငယ်လေးတော့ရောက်ပြီစီလို့ဖြစ်ပါဒီအဘောရဲမတော့ဘူးတော့လည်းသူစားတော့လို့စီတယ်ဘာမှမလုပ်ဘူးရအောင်လို့ဆိုတော့သူကချိန်ကြာသွားတာဖြစ်နေတယ်တဲဖြစ်ပြီးတော့တဲအဲ့လိုတဲကင်ဆာတွေဖြစ်တယ်တော့ဘယ်မှာကြောက်လဲအဲ့လိုပြောတာလုံးဝသူကအဲ့ဘောမတော့ဆိုတော့လည်းတော့ဒီကျမိုင်းနဲ့ပတ်သက်တဲ့ဘူးကမရှိတဲ့မှာဒီလိုစီပါရီကိုတော့ဆက်ပဲဘူးမဖြစ်အောင်တော့အဲ့ကနေပြီးဖြစ်သွားလို့သက်ဆုံးနေတာအဲ့တော့အဲ့ကဲအရေးကြီးတယ်အဲ့ဒါကိုတဲမှုဆောင်ရတော့အားပြောတယ်ပတိဒီပါဘူးတဲ့ဒီလိုအဲ့အကာဆောင်ရလို့ရှိရင်သူကပတိဒီပါကိုကြည့်လိုက်ပတိဒီပါလို့ရှိရင်ကိုကရောနေလားမော်ဒရိတ်လားစီပီယာလားအဲ့အမျိုးကြီးရဒီရောကိုယ်ဆက်ကိုပြောဒီကြောင်လည်းတော့အဲ့ဒါနဲ့ပြီးဦးရဲ့သူကဘယ်လိုဖြစ်လာလဲဆိုတော့ဒီဟာကိုပက်ကြီးဒီပါကိုတိုင်းတဲ့စက်တွေသူဟိုမှာတိုင်းရတယ်သူတို့နေရာကိုဒီကိုတိုင်းလို့မရဘူး
ရတယ်လို့ပြောတယ်စေဦးကြီးပါဆိုတော့ရတယ်တော့တိုင်းလို့ရှိရင်ဘယ်လိုလဲဆိုတော့ပေကာနဲ့ပြီးရပေါ့တော့ဆရာဝန်ကအတဲမှုဆရာဝန်ကသူကပေကာတော့ပြောတယ်သူကဥပဒေကကိုယ်ကဒါပေမဲ့ဒီနေ့မပြောအဲ့ဒီနေ့ကိုတော့တော်တော်လေးဒီမှာဆက်ကြည့်နေတာအဲ့တော့300လောက်ဆိုရင်တော့ရှိနေဆိုရင်တော့အဲ့ရနေပြီးတော့တဲဒီပါပြစီရစီရောက်တော့အဲ့ဒါလေးကိုကြောက်တယ်တက်ပြီးပါတက်ပြီးပါပေါ်စားတယ်ပေါ်စားတယ်နောက်တော့တော့ဒီကျမ်းမာဖို့ဆိုရင်စားတော့လေတော့ပြန်မယ်လေ့ကျင့်ခိုင်းနေတယ်တော့ဥပဒေကရင်းလိုက်တော်ပြီဆိုရင်အချိန်ပိုးလာအချိန်ပိုးလာရင်ကိုကလမ်းလျှောက်တာလို့လမ်းလျှောက်တာမှလည်းပေါ်လစီနဲ့ walking ရှိတယ်ဒီက walking မှာလျှောက်အဲ့ဒါကြည့်ရောက်တယ်ဒီက walking ပေါ့ဒီကတက်စင်လို့အဲ့ဒါမျိုးတွေတော့ကိုကျွန်တော်ဖတ်ကြည့်တယ်တွေ့ရတယ်အဲ့ဒါလေးတွေဒီဆိုင်နောက်တစ်ခုကဘောစိတ်နဲ့ပတ်သက်လို့စိတ်ကလည်းစိတ်ကြမ်းမှာလို့စိတ်ကြမ်းမှာကျွန်တော်ဘောလည်းကြာနောက်တစ်ခုကစိတ်နဲ့ပတ်သက်လို့စိတ်ထားဖို့လို့တော့ကျွန်တော်ကျွန်တော်တို့ဘောငါကသူကမာခါရတိုင်ပါစားပြီးတော့အဲ့ဒီလိုကြည့်ရင်ပြောတယ်လိုက်ပေါ်ဒီဝမ်းအားပြီးတော့သုံးချက်ပုံစံသူကရဟန္တာကလည်းရဟန္တာကဆက်လာပါ900နဲ့ဒီစာပေတော်ကြီးဆောက်ပြီးတော့အဲ့မှာအဲ့စာပေလိုက်တဲ့စီကံရဲ့စေတနာအဲ့မှာပရမသုတ်တဲ့ကလည်းစာတတ်ဖို့စိတ်ထားပါဘူးစိတ်ထားပါလို့ရှိရင်လည်းဘုရားသာသနာရဲ့အကျိုးကိုဆောက်တယ်ဆိုတော့သာသနာတော်ကိုပြောတယ်တခြားပြီးမှစိတ်ထားပါဖို့ဟုတ်ကဲ့စိတ်ထားပါမှုတွေပေါ့တော့တော့သုံးစားကတော့တော့ဆုံးစင်းတော့ဒါစိတ်ထားပါမှုကြီးကြီးတယ်ပြောတယ်နောက်တစ်ခုကဘာသာရေးနဲ့ပတ်သက်လို့ဥမာဓမ္မပဋ္ဌာန်းဆိုတာဖတ်ပြရမယ်ဆိုတော့ဓမ္မပဋ္ဌာန်းကတော့သာဝတိမှာသူ့ပါဠိရဲ့ဒီမှာနဲ့ကြီးကြတော့ဒီကကတော့ပါဠိဆိုရင်ကိုယ်လည်းဘာမှနားလည်မှာမဖြစ်ဘူးအဲ့စာအုပ်လို့ဆိုရင်သူကဒီမှာစာပေလောကမှာပြောလို့ရတယ်သူကဘုရင်ကတော့ပါဠိလိုရေးထားတာကိုသူကြောင်းမှာကဘာဘုရားကလည်းရှင်ပြီးပြရတယ်ဆရာတို့ပြောတယ်မှာဆရာတို့ရဲ့မြန်မာပြန်ပြီးတော့စာအုပ်တွေထုတ်တယ်အဲ့ရလည်းတယ်မဟုတ်ဘူးနောက်တစ်ခါကျတော့အဲ့ဒီပါဠိကိုပဲအဲ့ဒီအိန္ဒိယရဟန်းတစ်ပါးနေပြီးတော့ပါဠိကနေအင်္ဂလိပ်လိုပြန်ပြီးတော့မြန်မာလိုနဲ့အင်္ဂလိပ်လိုတော့တွဲရက်သူကအနှစ်ချုပ်ပဲရှင်းလို့ဆိုအဲ့ဒါကိုသူကစောင်းထုတ်တာဆိုအဲ့ဒါလေးဖတ်ကြည့်ဘာလို့အဲ့ဒါနားလိုက်တယ်သူကအင်္ဂလိပ်လိုလည်းဖတ်နိုင်တယ်မြန်မာလိုလည်းဖတ်နိုင်တယ်ကိုလူရှိရှိဝေးလည်းမဟုတ်ဘူးနားလိုက်တယ်ပါဠိမပါဆိုအဲ့ဒါလေးဖတ်ကြည့်အဲ့တော့ဘာလို့အဲ့လိုဖတ်သိခြင်းလဲဆိုတော့အဲ့ဒီမှာရေးထားတဲ့စောင်းကရေးထားတဲ့ဒီအိန္ဒိယရဟန္တာကပြောတယ်ဆိုဓမ္မပဒဟာတဲ့ခုဒီဆိုတော့ဘုရားဘာသာဝင်တွေပြောတယ်ဘုအဲ့လိုဒီစောင်းကဒီဖြစ်တယ်ဒီကြည့်အဲ့ဒါကိုဘုရားကဒီကျူးချန်တဲ့ခုမှကျွန်တော်နားလိုက်တဲ့အခါမှာဒီကြီးတွေကရဟန်းပုံချင်းသူလည်းအဲ့ဆောင်းကိုအင်းလေးလိုပါတယ်မဟာပရဆိုဆောင်းလေးကန်ရေးဆိုတာဒီဆောင်းကတော့သူ့ကိုကြောက်နိုင်ကြောက်နေစီတယ်ဟောရဟန်းကတိတ်ပြီးတော့တိတ်ကြည့်ပြီးတော့အဲ့မှာသူကဖတ်ကြလိုက်တာပါအဲ့အင်းလေးကိုဖတ်ကြအဲ့ကျွန်တော်အဲ့မှာတော့မှရှိဆောင်းနဲ့တိုက်ကြည့်လိုက်ဟိုကွက်တီအင်းလေးကိုအင်းလေးပိုင်းဖတ်ကြည့်မဟာပရဆောင်းကိုဖတ်တော့ဆောင်းပြီးတော့တိတ်သူကဖတ်ပြီးစာပေတော့မှမဟုတ်ဘူးအဲ့ဒါလည်းပြောနေတာနောက်တစ်ခုကနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီကြောရဲပြောပါလို့လက်ဆောင်အနေနဲ့ကြောရဲဒီမှုနေတဲ့အခန်းနဲ့ကိုယ်ကျမ်းမာရေးစိတ်ချမ်းသာရေးပြေလို့ပါလေ။ကြာပြီးငါးမှလည်းပြေးပါဒီကြောင့်ဘုရားထုတ်တဲ့ပါဒီကိုယ်ရဲ့ဘုရားအားလုံးပဲမင်္ဂလာပါเนาะဒီလိုတိုင်းဆိုတာမင်္ဂလာတော့ပါပဲအဲ့ဒါလည်းအားလုံးကျေးဇူးတင်ပါတယ်ကြားရလားလို့ကြားပါတယ်ဒီမှာအစာနည်းနည်းဝင်လို့ပြည့်တော့
အားဝင်တယ် sorry ပါနော်ဆရာညီလာငယ်ကိုပြောသွားတာဒီမှာဟိုပါအိမ်ကြီးပေါ့နော်သူကဟိုမြေမြုပ်ပါလေမြေမြုပ်မှာလုပ်တဲ့ဆရာတော်ဝဲပါပြီးတဲ့အိမ်ကြီးတော်တော်ကောင်းပါလေအဲ့ဒါကိုခုနေတော့မှဘုရားရှိပါလေအိမ်လားနော်ဒီနေ့တော့အမျိုးသားဟိုမြေပြောသွားတာအဲ့ဒါရွတ်သွားတယ်ဟိုဆရာလည်းဟိုကျောင်းသားတွေရဲ့ဟိုကျောင်းသားတွေကတော့ပြောတယ်ပေါ့နော်ဆရာမတွေကျေးဇူးနော်ကျမတို့လည်းဆရာတွေကျေးဇူးရှိပါတယ်နော်အဲ့လိုပါပဲကျမတို့ကလည်းကျောင်းသားတွေကျောင်းသူတွေရဲ့ကျေးဇူးတွေအများကြီးရှိပါတယ်အများအားကျမတို့ဟိုသိကြပြီးတော့ကြော်ရဲပါတော့ဒါကအနည်းဆုံးတော့ကျမတို့မှာပီတိခံစားရပါတယ်နော်ပီတိလည်းခံစားရပါတယ်ဟိုရတဲ့နော်ပစ္စည်းတွေဟိုဒီကြီးတွေဒါတွေကကျမတို့မှာထောက်ပံ့နေရှိပါတယ်ထောက်ပံ့နေဖြစ်ပါတယ်အဲ့တော့အားလုံးဟိုကျေးဇူးတင်ပါတယ်နောက်ခုနကဟိုနော်ရွှေစိတ်ရည်လို့ဆိုတော့လေနောက်ဆုံးဆရာတော်တို့ပဲနောက်စိတ်လေးဆိုရွှေရည်လို့နော်အဲ့ဒီအချိန်တော့ကျမတို့တက်နိုင်တယ်လို့ပြောရပါတယ်နောက်စိတ်လေးဆိုရင်နော်โอเคနော်နောက်စိတ်ကကျမကြီးကြတယ်ခုပြောတာပါဟိုတော်ကလည်းဆရာမတော်ကြီးတော်ဝင်တော့ဟိုကျောင်းဝင်ရွှေရည်လေကျောင်းဝင်ကျမတို့ရဲ့ဟိုဘယ်ရွှေတူကတော့ပြီးသွားပြီဟိုလုံးနေတဲ့နဲ့30နှစ်လောက်ကပေါ့နော်ပြီးသွားတဲ့အခါကျကျမမျိုးသားပါတော့သူတို့ကရွှေတူဆိုတော့ငါတို့ကနောက်စိတ်ရည်ကဘယ်တော့လာမလဲကြီးငါတို့အဲ့ဒီစိတ်ရည်တူတန်ငါတို့ရှိမှာမဟုတ်တော့ဘူးစိတ်ရည်တူကနောက်နဲ့25နှစ်ပေါင်းလိုက်မှအသက်တရာတော့ရှိအောင်မဖြစ်တော့ဘူးလို့ငါတို့ပဲချက်တည်းလို့ပြန်တော့ကံကောင်းမယ်လို့အဲ့လိုတော့ပြောလိုက်ပါတယ်နော်โอเคအဲ့တော့ဘာပဲဖြစ်ဖြစ်စိတ်ရည်တူမှဒီရွှေတူစိတ်ရည်တူဟိုပါပေါ့နော်ဟိုရည်တူပေါင်းများစွာစိတ်မဲနိုင်ရပါလေဒီလိုရှင်နဲ့အားလုံးစုံစည်းနိုင်ရပါလေအားလုံးစိတ်ချမ်းသာကိုကြမ်းပါနဲ့နော်အားလုံးမိသားစုအောင်မြင်တိုးတက်ကြပါလေလို့ဆုပေးလိုက်ပါတယ်ထားမှာထိုင်အောင်မသိဖြစ်ဆွေမျိုးတွေတွေ့သူလိုပါပဲပြောကြရပါနော်အရင်ဆုံးစတောင်းနေတာကတော့တာယာတဲ့ဟလာညာချမ်းလေးဖြစ်ပါပြီလို့ပြောရှင်တာယာတဲ့ညာချမ်းလေးဖြစ်ပါပြီလို့ဆရာမအခုပြောမှာတော့ဩဝါဒလို့မှတ်ယူပါနဲ့ sharing လုပ်တဲ့သဘောပါပဲ။ဘာလဲဆိုတော့ဒီလိုမှလည်းစိတ်ခံမတင်တာလို့ဟလာဒေါသထက်တာကဒါရှိတတ်ကြတာပေါ့နော်။အဲ့တော့ဆရာမပြောနေတဲ့ဒီခုကတော့ဒေါသထက်စရာလေးများတွေ့ခဲ့ရင်အဲ့ဒီဒေါသထက်စရာဟလာတရားခန္ဓာကံရတဲ့တရားခန္ဓာကိုလို့ပဲအရင်မှတ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဒေါသများတဝက်တော့ရော့သွားနိုင်တာပေါ့နော်တက်တောင်တက်တာတော့ရှိသွားနိုင်တာပေါ့နော်ဆရာမဥပမာလေးတစ်ခုပြောရလို့ရှိရင်တော့ဆရာမအိမ်မှာစီးသွားတဲ့ချင်းတော့ပြတော်တော်ကိုရှာခက်ဘယ်လိုလဲဒီစီးသွားတဲ့ချင်းတော့လေးပေါ့နော်လူတွေများထားလူတွေများတက်ထားတာလေလို့မတွေ့ခင်ဆရာမတွေ့လိုက်တယ်ဒီဈေးသွားတဲ့ချင်းတော့ကတော့ငါပဲတယောက်တည်းဈေးသွားတာဒီအိမ်မှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ငါကြောင့်ပဲဖြစ်ပါလိမ့်မယ်ဆိုတဲ့အခါကျတော့နည်းနည်းတော့စိတ်တက်တာရှိစီတာပေါ့နော်အားလေးတစ်ချက်နောက်တစ်ခါပုံမွေးထားတဲ့တန်သမီးလေးတွေရတယ်တခါတည်းများဆိုလို့ရှိရင်တော့စိတ်ဟိုကတိကအောင်ဖြစ်ရတာပေါ့နော်တခါလေကျစိတ်တိုင်းမကြတာလေဖြစ်ရတယ်ဖြစ်ရတဲ့အခါမှာလေသူတို့အပြစ်ပြောမဲ့အစားဒီကျွန်တော်ကိုပဲကိုလောက်ထားတဲ့ဇလန်းလေးဒီဇလန်းကဟလာသူတို့အပြေမဟုတ်ဘူးလေဟာကိုသာအပြူကြီးလုပ်ခဲ့ရင်ပြူကြီးလုပ်ခဲ့ရင်ခုအောင်ကြောမြတ်တို့လို့ဟလာတရားစခန်းလည်းဝင်လို့ရပြီဆိုတော့ကိုအပြစ်ကိုအပြစ်ခံဥစ္စာလုပ်တတ်တာပေါ့နော်ငါတို့ပါပဲလေဆိုတော့အဲ့လိုလုပ်လိုက်ခြင်းအဖြစ်တော့ဆရာမတို့စိတ်တက်တာရစီပါလေပြောချင်ပါလေဒါလေးပါလေနော်အားလုံးချမ်းမြေ့ကြည်တာမှုတွေစက်တဲ့ရှိကြပါလိမ့်လို့တောင်းပါတယ်အားလုံးပဲဒီနေ့ဆရာကြီးဆရာမကြီးကအများကြီးပြောပါပြီဆိုတော့ဆရာမတော့သူ့တည်းပြောစရာမရှိပါဘူးအဲ့တော့အားလုံးကိုဆုတောင်းပေးချင်တာတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းကိုပြည့်စုံပြီးတော့ဆရာဦးအောင်ပြောခိုင်းစာမေးပွဲကိုအစစ်မြင့်စွာနဲ့အောင်မြင်အောင်
စာလေးမှန်ကျေးဇူးပါလို့မှာတိုင်းနဲ့ဒီတော့ထွက်ပါတယ်အားလုံးကျေးဇူးပါခန္ဓာစီစဉ်ရအားလုံးလည်းညောင်းနေကြပြီဆိုတော့ကျွန်တော်တို့သက်ရှိချေရှိတော့ပါဘူးမပြတ်မကွက်အဲ့ရောက်ခဲ့တဲ့ဒီကုန်းသာဘူဆိုးတွေမှာကျေးဇူးတွေစကားပြောကြပေးပါရန်ဖိတ်ခေါ်ပါတယ်ဇီးကုန်းလို့ပြောတော်ကတော့သုံးသွားတော့သူ့အဲ့လိုသူ့ကလည်းမှားတယ်ညောင်းနေတာခဏလေးသိကြီးခံပြပါဒါပြီးရင်တော့ကျွန်တော်တို့စားပွဲတောက်ပွဲစပါတော့မယ်ပြင်မှာတော့ဆရာကြီးရတယ်လို့ပြောရတာဝါတော့ပါတယ်အဲကျွန်တော်ဒီပွဲကိုဆရာကြီးကြပဲလို့တော်ကျင်တာရဲ့တကယ်ကြီးတွေကိုလည်းတွေ့ကျင်တာနဲ့ဆက်ချစ်ကြလို့ကျွန်တော်မသိဘူးခွက်တယ်လာရောက်ခဲ့ပါတယ်အားလုံးလည်းနောက်ပွဲတွေပါလဲအားလုံးကိုလည်းတွေ့ရပါတယ်ဆရာကြီးဆရာမကြီးတွေရောကိုတကယ်ကြီးတွေအားလုံးကိုတော့ဟိုဒီတိုင်းပြည့်တယ်အောင်လို့ကြိုးစားကြပါလို့ပြောကြရင်းနဲ့ပဲဒီလိုကြောက်ပါတယ်တပီးများအတွက်တာသူတင်ဆုံးမှာနှလုံးလာတဲ့မြတ်တော်ဆရာကောင်းစီခြင်းတော်သည်ခြင်းထက်မြက်စီဘူးသူကလမ်းညွန်ချော်ရခမန်းတလေမလွယ်တာလွယ်တာရှင်ကမမွေးပြီမဲ့သူသွေးသားလို့ချစ်မဝနိုင်မှာအနစ်နာခံလို့တာပညာတတ်စီဖို့ရာအကျဉ်းလာလက်နဲ့ပြီးတဲ့မျက်စရာမယူတော့လက်နဲ့ပြီးခဲ့တဲ့သူဖြူစင်မြင့်မြတ်သောဆရာတပီးများအတွက်တာသွန်သင်ဆုံးမှနှလုံးလာတဲ့မြတ်သောဆရာကောင်းစီခြင်းတော်သည်ခြင်းထက်မြက်စီဘူးသူကလမ်းညွန်ချော်ရကမန်းတလေမလွယ်တာလွယ်တာရှင်ကမမွေးပြီမဲ့သူ့သွေးသားလို့ချစ်မဝနိုင်မှာအနစ်နာခံလို့တာပညာတတ်စီဖို့ရာအကျဉ်းလာလက်နဲ့ပြီးတဲ့မျက်စရာမယူတော့လက်နဲ့ပြီးခဲ့တဲ့သူပါရင်ခွေကပလီနဲ့ဝီခဲရကြဆွေးမျက်ရည်ဖြာဆရာချင်းလုံးနဲ့ဟိုတော့ငါဆောင်မခဲ့တာမချစ်ခင်အပြည့်မြင်မုန်းစိတ်တွေဝင်မလိမ္မာအမိုက်ကိုဆရာရိုက်လို့ဆုံးမခဲ့တာတပိသားတို့အတိပွားလို့မမစီရင်သာဆရာစေရနာဆရာမြတ်တာအခုံများမသိနာလဲလားအပြင်းများရှိကခွန်လွတ်ပါဆရာလက်
လက်ဆက်ပြထိမမှုလို့ယူကျူးစွာကတော့လျက်ပါဆရာဖြူစင်မြင့်မြတ်သောဆရာတပည့်များအတွက်တာသွန်သင်ဆုံးမှာနှလုံးလာတဲ့မြတ်သောဆရာကောင်းစီခြင်းတော်သည်ခြင်းထက်မြက်စီဖို့သူကလမ်းညွန်ချော့တခါမှတလေမလွယ်တာလွယ်တာရှင်ကမမွေးပြီးမဲ့သူ့သွေးသားလို့ချစ်မဝနိုင်ပါအနစ်နာခံလို့တာပညာတတ်စီဘူးရာအကျဉ်းသာလည်းနဲ့ပြီးတဲ့မျက်စရာမယူတော့လည်းနဲ့ပြီးခဲ့တဲ့သူပါဆရာရင်တွင်ကမ္ဘာလီနဲ့ဝေခဲ့ရကြဆွေးမျက်ရည်ဖြာဆရာချင်းလုံးနဲ့ဟိုတော့ငါဆုံးမခဲ့တာမချစ်ခင်ပြည့်မြင်မုန်းစိတ်တွေဝေးမလိမ္မာအမိုက်ကိုဆရာရိုက်လို့ဆုံးမခဲ့တာတပိသားလို့အတိဝါလို့မမစီရန်သာဆရာစေရနာဆရာမြတ်တာအကုန်များမသိနာလေလားတပိများရှိကခွန်လို့ပါဆရာလက်စပြထိမမှုလို့ယူကျူးစွာကတော့လျက်ပါဆရာ
နာကိုင်းဝင်ကျေးဇူးရှင်မြတ်တော်